ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်တည်းဟူသောပညာကိုထိုမဟာကရုဏာကုံပညာကုံနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီထားကြဗျာကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသာနရမရလောကကရုံဝန္တိတုကတံဂတိဝိမုဒ္ဒံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုံလူနှင့်မြမတတဝအနန္တတို့၏ကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမုဒ္ဒံဒေဝမနုဿာနိရယနှင့်ပေတတလိษံလာယရှိငါးတန်သောဂတိတို့မာလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ရှိတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှာမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယိုကျိုးလက်စုံမိုးကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအတန်ချက်ဆက်ကအင်မတန်ကောင်းပါလေဗျာတခါကြီးနော်ဒီတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ဒီကနေ့ညဒါရုခန္တောပမသုတ်တံနိဗ္ဗာန်ခရီးနဲ့အတားအဆီးများတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဒီသုတ်တံဒီတရားဒေသနာတော်မြတ်ကြီးကိုမြတ်စွာဘုရားဘယ်နေရာဘယ်ဒေသမှာဟောကြားတော်မူခဲ့တာလဲဆိုလို့ရှိရင်မြတ်စွာဘုရားတန်ဃာတော်ပေါင်းများစွာခြံရံပြီးတော့ကောတံပီပြည်မှာဒေသစာရီလှည့်လည်တော်မူစဉ်အခါကာလတုန်းကအခါတစ်ပါးယဟန်တန်ဃာပေါင်းများစွာခြံရံပြီးတော့မြတ်စွာဘုရားဂင်္ဂါမြစ်ကမ်းဘေးကိုရောက်တယ်အဲ့ဒီလိုရောက်တော့မြစ်ကမ်းဘေးရဲ့တစ်ဖက်တစ်ချက်မှာအင်မတန်ကြီးကျယ်တဲ့တောအုပ်ကြီးရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီမြစ်ကမ်းပါးရဲ့ဘေးမှာရှိတဲ့အင်မတန်ကြီးတဲ့သစ်ပင်ကြီးတစ်ပင်ရဲ့အောက်ကိုထိုင်လိုတဲ့အချင်းရာကိုပြတော့ရှင်အနန္ဒမထေရမြတ်ကနှစ်ထပ်သင်္ကန်းကြီးကိုလေးတက်လေးလွှာခောက်ပြီးတော့မြတ်စွာဘုရားကိုခင်းပေးတယ်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီသစ်ပင်ကြီးရဲ့ခြေရင်းမှာမြတ်စွာဘုရားထိုင်တော်မူတယ်တောအုပ်ကြီးကိုကြောပေးပြီးတော့ဂင်္ဂါမြစ်ကိုရှေ့ရှုခင်းအနေထားပြီးတော့မြတ်စွာဘုရားထိုင်တော်မူတာမျက်စိနဲ့မြင်အောင်ကြည့်ရမယ်နော်နောက်တော်ဘာကလိုက်လာတော်မူကြတဲ့တန်ဃာတော်ရှင်မြတ်တွေကတဝက်စီခွဲပြီးတော့မြတ်စွာဘုရားရဲ့ဝဲဘက်ကအုပ်စုတစုယာဘက်ကအုပ်စုတစုအဲ့ဒါလိုနေရာယူပြီးတော့ထိုင်နေမြတ်စွာဘုရားရဲ့ရှေ့တဲ့ကမဟုတ်ဘူးတစောင်းကလေးပေါ့မြတ်စွာဘုရားရဲ့ရှေ့ကရှိနေတဲ့ဂင်္ဂါမြစ်ရှုခင်းကိုမပိတ်စေဘဲနဲ့တန်ဃာတော်ရှင်မြတ်တွေကမြတ်စွာဘုရားရဲ့ဘေးတစောင်းတိုက်တစ်ချက်စီကနေထိုင်နေရှေ့တဲ့မှာဂင်္ဂါမြစ်ကြီးကတော့အိန္ဒိယရစီးဆင်းနေတာပေါ့ဗျာအဲ့ဒီအခြေအနေမှာမြတ်စွာဘုရားကဂင်္ဂါမြစ်ထဲကိုလှမ်းပြီးတော့ကြည်တော်မူတော့ဟိုးအထက်အညာရက်ကနေအကြောင်းတစ်မျိုးမျိုးကြောင့်လဲကျပြီးတော့မျောပါလာတဲ့တစ်တုံးကြီးတစ်တုံးကိုမြတ်စွာဘုရားမြင်တော်မူတယ်ပိဋကရဲ့တရားကိုဒီလိုစလိုက်တော့ဟာတို့နာဘူးပြီးသားတရားလို့တချို့ဖြစ်သွားလိမ့်မယ်နဲ့တူတယ်နော်
ခင်္ဂါမြစ်ထဲမှာဘာကြီးမျောလာတယ်တစ်တုံးကြီးတစ်တုံးမျောလာတယ်မြစ်ကြောင်းမှာတစ်တုံးတွေမျောလာတာအမိုက်တွေမျောလာတာဟာထူးခြားတဲ့စမ်းကြယ်တဲ့မြင်ကွင်းတစ်ခုမဟုတ်ပါဘူးဒါသဘာဝပါဒါပေမဲ့မြတ်စွာဘုရားကဉာဏ်အင်မတန်ကြီးတော်မူတာဆိုတော့အဲ့ဒီမျောပါလာတဲ့တစ်တုံးကြီးကိုမြင်တော်မူပြီးတော့မြတ်စွာဘုရားတရားဟောမယ်ဆိုတဲ့စိတ်ကူးပေါ်လာတာအဲ့ဒီမှာသင်္ကန်းတော်ထဲမှာရှိတဲ့ရွှေလက်တော်ကိုဆန့်တန်းပြီးတော့အဲ့ဒီတစ်တုံးကြီးကိုလက်ညှိုးညွှန်ပြီးတော့သံဃာတော်ရှင်မြတ်တွေကိုမြတ်စွာဘုရားကမိန့်တော်မူတယ်ဘိကဝေယဟန်တော်မြတ်အိုချစ်သားတို့ကင်္ဂါယနရိယကင်္ဂါမြေကျော၌သောတေနာရေရင်ဖြင့်ဟောရှာမာနာနမျောပါ၍လာသောမဟာတံကြီးမားစွာသောအမုန်တာတို့ခန္ဓာဤတစ်တုံးကြီးကိုဒုံမေသင်တို့သည်ပတ္တထနောမြင်ကြကုန်၏လောချစ်သားတို့ဟိုမှာကြည်စမ်းကင်္ဂါမြစ်ရေရင်မှာတအိအိမျောပါလာတဲ့အဲ့ဒီတစ်တုံးကြီးကိုချစ်သားတို့မြင်ကြလားလို့မေးတော့သံဃာတော်ရှင်မြတ်တို့ကမြတ်စွာဘုရားကိုဖူးမြော်နေတဲ့မျက်နာတွေကိုကင်္ဂါမြစ်ဖက်ကိုစောင်းခဲ့ကြည့်တော့တစ်တုံးကြီးမျောပါလာတာကိုမြင်တော့ဧဝံဗန္တိဘုရားရီတော်တို့မြင်ပါတယ်ဘုရားအဲ့ဒီမှာမြတ်စွာဘုရားကချစ်သားတို့တဲ့အဲ့ဒီတစ်တုံးကြီးနဲ့ဥပမာပေးပြီးတော့တရားဟောတော့မှာနော်ဒကမာကြီးအဲ့ဒီမှာမြတ်စွာဘုရားကဘေကဝေယဟန်တော်မြတ်အိုချစ်သားတို့သောတာဒုက္ခနောထိုတစ်တုံးကြီးသည်ဩရိမတိရံဣမဘကံကိုသစေနာဥပါကိစ္စတိအကယ်၍ကပ်ပြီးတော့တင်မနေခဲ့ဘူးဆိုရင်ပါရိမန္တိရံဟိုမဘကံကိုသစေနာဩရိမန္တိရံကပ်ပြီးတော့တင်မနေခဲ့ဘူးဆိုရင်မေစီရေလေကောင်း၌သစေနာတန်တိဒိဋ္ဌတိအကယ်၍နစ်မြုပ်ပြီးတော့မသွားဘူးဆိုရင်ဒလီကြီးကုံထက်၌သစေနာဥဒ္တိဒိဋ္ဌတိအကယ်၍တင်မနေခဲ့ဘူးဆိုရင်သာစေနာမနုဿကဟောကဟိတတိအကယ်၍လူတွေကလည်းဆယ်ယူပြီးတော့မထားဘူးဆိုရင်သာစေနာအမနုဿကဟောကဟိတတိအကယ်၍နတ်တွေကလည်းဆယ်ယူပြီးတော့မထားဘူးဆိုရင်သစေနာအဝတ္တကဟောကေတတိအကယ်၍ဝဲလေကောင်းမှဆုပ်ပြီးတော့မြုပ်မသွားဘူးဆိုရင်သစေနာအန္တောပုတိဘဝိတတိအကယ်၍အတွင်းကပုပ်ရွှေလို့ရေတွေဝင်လို့လေးပြီးတော့နစ်မသွားဘူးဆိုရင်ရှစ်ချက်မြတ်စွာဘုရားပြောလိုက်တယ်ကင်္ဂါမြေကျောင်းမှာဒီတစ်တုံးကြီးမျောပါနေတော့အဲ့ဒီတစ်တုံးကြီးဟာတစ်ချိန်ချိန်မှာသေချာပေါက်သမုဒ္ဒရာကိုရောက်သွားမှာပဲဘာပြုလို့လဲဆိုတော့ကင်္ဂါမြေကြီးကသမုဒ္ဒရာတွေကိုစီးဝင်နေတာကိုသမုဒ္ဒရာတွေကိုစီးဝင်နေတဲ့ရေဒီးချောင်းပေါ်မှာမျောပြီးတော့လိုက်နေတဲ့တစ်တုံးကြီးဟာသေချာပေါက်ဒီမြေကျောင်းလျှောက်တာလိုက်သွားမယ်ဆိုရင်ဘယ်ကိုရောက်သွားမယ်သမုဒ္ဒရာကိုရောက်သွားမယ်ဒါပေမဲ့အန္တရာယ်ရှစ်ချက်ကလွတ်ကင်းအောင်ရှောင်နိုင်မှဒီတစ်တုံးကြီးရောက်မယ်ဒီမှာမြတ်စွာဘုရားကတစ်တုံးကြီးဟာဒီရှစ်မျိုးကိုကျော်လွှားနိုင်မယ်ဆိုရင်မဟာသမုဒ္ဒရာကိုရောက်လိမ့်မယ်တဲ့ရှစ်မျိုးပြောသွားတယ်နော်တတိကလေးနဲ့နားထောင်ဟုတ်လားဩရိမန္တိရာဣမဘကံကိုသစေနာဥပါကိစ္စတိအကယ်၍ကပ်ပြီးတော့တင်မနေခဲ့ဘူးဆိုရင်ဒီတစ်တုံးကြီးဟာဒီဘကံဆိုတဲ့ကံတစ်ဖက်ကိုတင်မနေခဲ့ဘူးဆိုရင်သမုဒ္ဒရာကိုရောက်အကယ်၍ဒီဘကံမှာအကြောင်းတစ်မျိုးမျိုးကြောင့်ကပ်ပြီးတော့တင်နေခဲ့မယ်ဆိုရင်သမုဒ္ဒရာကိုမရောက်နိုင်ဘူးနံပါတ်1နော်ပါရိမန္တိရာဟိုမဘကံကိုသစေနာဥပါကိစ္စတိအကယ်၍ကပ်ပြီးတော့တင်မနေခဲ့ဘူးဆိုရင်ဟိုဘကံကိုကပ်ပြီးတော့တင်နေခဲ့မယ်ဆိုရင်လည်းသမုဒ္ဒရာကိုမရောက်နိုင်ဘူးသမုဒ္ဒရာရောက်ဖို့အတွက်ဟိုဘကံကိုမတင်ဖို့လဲလိုသေးတယ်နှစ်ချက်ရှိပြီမေဇီရေလေကောင်း၌နတန်တိဒိဋ္ဌတိသစေနတန်တိဒိဋ္ဌတိအကယ်၍နှစ်မသွားဘူးဆိုရင်
အကြောင်းတစ်မျိုးမျိုးကြောင့်ရေလေကောင်မှာနစ်သွားရင်လည်းဒီတစ်တုံးကြီးဟာသမုဒ္ဒရာကိုရောက်မှာမဟုတ်ဘူးသုံးချက်ရှိပြီနော်ဓလေကြီးကုန်ထဲ၌သစေနာဥသိတတိအကယ်၍တင်မနေခဲ့ဘူးဆိုရင်မြစ်လေကောင်မှာတောင်တွေကျွန်းတွေထွန်းပြီးတော့နေတာတွေရှိတယ်အဲ့ဒီတောင်တွေကျွန်းတွေပေါ်မှာဒီတစ်တုံးကြီးဟာကပ်ပြီးတော့တင်နေခဲ့မယ်ဆိုရင်လည်းပဲသမုဒ္ဒရာကိုမရောက်နိုင်ဘူးအန္တရာယ်၄မျိုးရှိသွားပြီနော်သာစေနမနုဿကဟောဂဟိတတိအကယ်၍လူတွေကလည်းဆယ်ယူပြီးတော့မထားဘူးဆိုရင်ဒီတစ်တုံးကြီးကိုတစ်သားအလုံးငါ၎င်းထင်းအလုံးငါ၎င်းတစုံတစ်ယောက်သောလူသားတွေကဆယ်ယူထားလိုက်မယ်ဆိုရင်လည်းပဲဒီတစ်တုံးကြီးသမုဒ္ဒရာရောက်နိုင်မှာမလားမရောက်နိုင်ဘူး၅ချက်ရှိပြီနော်သာစေနအာမနုဿကဟောဂဟိတတိအကယ်၍နတ်တွေကလည်းဆယ်ယူပြီးတော့မထားဘူးဆိုရင်ဒီတစ်တုံးကိုနတ်တွေကဆယ်ယူထားမယ်ဆိုရင်လည်းသမုဒ္ဒရာကိုမရောက်နိုင်ဘူးတဲ့6မျိုးရှိပြီနော်သစေအကယ်၍အာဝတ္တကဟောနအာဝတ္တကဟောဂဟိတတိဝဲထဲမှာဆုပ်လို့မြုပ်မသွားဘူးဆိုရင်မြစ်ကွေတွေဘာတွေမှာအင်မတန်ကြီးတဲ့ဝဲကြီးတွေရှိတယ်အဲ့ဒီဝဲထဲမှာခြားခြားလဲပြီးတော့တစ်တုံးကြီးမြုပ်သွားမယ်ဆိုရင်လည်းပဲဒီတစ်တုံးကြီးဟာသမုဒ္ဒရာကိုမရောက်နိုင်ဘူးတဲ့9မျိုးရှိပြီသာစေနအန္တောပုတ္တိဘဝေတတိဒီတစ်တုံးကြီးဟာအတွင်းကပုတ်ဆွေးလို့ရေတွေဝင်လို့လေးပြီးတော့နစ်မသွားဘူးဆိုရင်တစ်တုံးကြီးကအတွင်းကပုတ်နေရင်ကြာတော့ရေတွေဝင်ပြီးတော့လေးပြီးတော့နစ်မသွားပြီဘူးလားအဲ့ဒီလိုဆိုရင်သမုဒ္ဒရာဆိုတဲ့ပန်းတိုင်ကိုဒီတစ်တုံးကြီးမရောက်နိုင်တော့ဘူးတဲ့အတားအစီးတွေဘယ်နှခုလဲ10ခုသမုဒ္ဒရာကိုဥတည်နေတဲ့ဂင်္ဂါမြစ်ကြောကြီးကတော့ပုံမှန်စီးဆင်းနေတာပေါ့ဗျာဒါပေမဲ့အဲ့ဒီတစ်တုံးကြီးကိုမရောက်အောင်ဒီအန္တရာယ်ဒီအတားအစီးတွေကတားနိုင်စွမ်းရှိတယ်အဲ့ဒါမြတ်စွာဘုရားကဥပမာအရင်စပြောတာနော်အဲ့ဒီမှာမြတ်စွာဘုရားဗာဆက်မိန်တုံးဆိုတော့ဘေကဝေယဟန်တော်မဥจิตသားတို့တုံမေမိအသင်တို့သည်လည်းပဲသာစေနဩရိမန္တိရံဥပကိစ္စထအကယ်၍ဒီဘကံကိုတင်မနေဘူးဆိုရင်ပုံစံတူထပ်ပြောတာနော်သင်จิตသားတို့လည်းပဲဒီဘကံကိုတင်မနေဘူးဆိုရင်ပါဠိတွေထပ်မရွတ်တော့ဘူးဗျာဟိုဘကံကိုတင်မနေဘူးဆိုရင်ရေလေမှာနစ်မြုပ်လို့မသွားဘူးဆိုရင်ကျွန်းပေါ်မှာတင်ပြီးတော့မနေဘူးဆိုရင်လူတွေရဲ့ဆယ်ယူခြင်းကိုမခံရဘူးဆိုရင်နတ်တွေရဲ့ဆယ်ယူခြင်းကိုမခံရဘူးဆိုရင်ဝဲလေကောင်မှဆုပ်ပြီးတော့မြုပ်မသွားဘူးဆိုရင်အတွင်ကပုတ်ဆွေးလို့နစ်မသွားဘူးဆိုရင်သင်္ချစ်သားတို့လည်းပဲနိဗ္ဗာန်ကိုရောက်လိမ့်မယ်တဲ့ဘာကြောင့်လဲဆိုတော့သင်္ချစ်သားတို့ရဲ့တန်တမာရှိနေတဲ့တမ္မာဒိဋ္ဌိဒီနိဗ္ဗာန်ကိုဥတည်နေလို့ပဲတဲ့သောတော်တုံးကတစ်တုံးကြီးဟာသမုဒ္ဒရာကိုရောက်လိမ့်မယ်ဘာကြောင့်လဲဆိုတော့ဂင်္ဂါမြစ်ရည်တွေဟာသမုဒ္ဒရာကိုဥတည်နေလို့ခုဒီမှာအဲ့ဒါနဲ့ရှင်းပြီးတော့ပြောသွားတာဗါတဲ့တော့တမ္မာဒိဋ္ဌိဒီနိဗ္ဗာန်ကိုဥတည်နေတယ်ဒီတော့တမ္မာဒိဋ္ဌိဒီဂင်္ဂါမြစ်ကြီးနဲ့တူတယ်လို့ပြောရမရောက်ဘူးလားသမုဒ္ဒရာကြီးဒီနိဗ္ဗာန်နဲ့တူတယ်လို့ပြောရမရောက်ဘူးလားရောက်တယ်အဲ့ဒီတော့မြတ်စွာဘုရားရဲ့စကားတွေကနည်းနည်းလေးလျှို့ဝှက်စမ်းကြယ်သလိုဖြစ်နေတယ်လေတစ်တုံးကြီးဒီဘက်ကန်းတင်တယ်ဟိုဘက်ကန်းတင်တယ်ဆိုတာတွေကိုကြတော့လူတိုင်းနားလေတာပေါ့ဗျာသင်္ချစ်သားတို့လည်းပဲဒီဘက်ကန်းမတင်ရင်ဟိုဘက်ကန်းမတင်ရင်ရေလေမှာမြုပ်မသွားဘူးကျွန်းပေါ်မှာတင်မနေဘူးဆိုရင်လူမဆယ်ဘူးနတ်မဆယ်ဘူးဆိုရင်ဝဲမစုပ်ဘူးအတွင်းမပုတ်ဘူးဆိုရင်ဘယ်နှချက်လဲ7ချက်အဲ့ဒါတွေကြတော့တာမန်ဉာဏ်နဲ့နားလည်ဖို့လွယ်သေးလားမလွယ်တော့ဘူးမလွယ်တော့အဲ့ဒီတရားနာနေကြတဲ့တန်ဃာတော်ရှင်မြတ်တွေတဲကပဲယဟန်တော်လေးတစ်ပါးကရိုးရိုးသားသားပဲသူနားမလဲတဲ့အတွက်ကြောင့်သူနားမလဲတဲ့အကြောင်းမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရား
တပည့်တော်တို့နိဗ္ဗာန်ကိုအင်မတန်ရောက်ချင်ပါတယ်ဗျာတမ္မာဒိဋ္ဌိတည်းဟူသောလမ်းကြောင်းကနေနိဗ္ဗာန်တည်းဟူသောပန်းတိုင်ကိုဘုရားတပည့်တော်တို့သွားပြီးတော့ရောက်ချင်ပါတယ်ဗျာဒါဥစဉ်ကစိတ်ကူးလေးနဲ့ရှောက်ကြည့်တာဟုတ်လားစာထဲမှာတည်းရိုက်ပြောထားတာကတော့အရှင်ဘုရားတဲ့ဒီဘက်ကန်းဆိုတာဘာပါလဲဖေရမမေးတိုက်ဘူးလားဟိုဘက်ကန်းဆိုတာဘာကိုပြောတာပါလဲဖေရရေလေမှာနေတဲ့ဆိုတာဘာကိုပြောတာပါလဲဖေရတောင်ပေါ်မှာတင်တယ်ဆိုတာဘာကိုပြောတာပါလဲဖေရလို့အဲ့ဒီအန္တရာယ်ရှိချက်ကိုတစ်ခုချင်းမေးတာဗျမေးတော့မှမြတ်စွာဘုရားကအဲ့ဒီအန္တရာယ်ရှိချက်ကိုအသေးစိတ်ဖြေပြတာဒီတော့နိဗ္ဗာန်ကိုရောက်ချင်ရင်နိဗ္ဗာန်ခရီးကိုလျှောက်ရမှာပေါ့ဗျာနိဗ္ဗာန်ခရီးကိုလျှောက်ပြီဆိုရင်အတားအဆီးတွေဆိုတာလည်းရှိနေတယ်လို့သဘောပေါက်ပြီးတော့ဘယ်လိုကြောဖြတ်ရမယ်ဆိုတာလည်းသိဖို့မလိုဘူးလားခုတရားဓမ္မတို့ဦးဇင်းတို့တွေနိဗ္ဗာန်ကိုရောက်ချင်လို့နိဗ္ဗာန်ခရီးကိုထိုက်တဲ့လို့လျှောက်လန်းနေကြတာမဟုတ်လားအဲ့ဒီတော့နိဗ္ဗာန်ခရီးကဘာလဲဆိုရင်ဒီနေရာမှာအတူဆုံးပြောထားတယ်နိဗ္ဗာန်လမ်းဟာတမ္မာဒိဋ္ဌိဘိသိက်နိဗ္ဗာန်ကိုရောက်စေတတ်သောလမ်းသည်ပါလေတမ္မာဒိဋ္ဌိပဲဒါထက်နည်းနည်းလေးအကျေပြောရရင်မဲခင်၈ပါးပဲတမ္မာဒိဋ္ဌိကိုဖြစ်အောင်လုပ်မယ်ဆိုရင်မဲခင်၈ပါးအလိုလိုဖြစ်တယ်လို့ကြားဖို့တယ်မဟုတ်လားတမ္မာဒိဋ္ဌိဆိုတာဗမာလိုပြောတော့ကောင်းစွာမှန်ကန်စွာမြင်တဲ့အမြင်နော်ကောင်းစွာမြင်တဲ့အမြင်အမှန်တိုင်းမြင်တဲ့အမြင်ပေါ့ဗျာတဲ့ပြောမယ်ဗျာအချိန်ဒီအကုန်မခံတော့ပါဘူးဟုတ်လားမမြဲတာကိုမမြဲဘူးလို့အမှန်တိုင်းသိရင်တမ္မာဒိဋ္ဌိမမြဲတာဟာအမှန်တရားပဲဘယ်သူညင်းနိုင်လဲစောတော်တုန်းကပြောခဲ့တဲ့သကားတန်တွေစောတော်တုန်းကစိတ်ကူးအခြေအနေတွေခံစားချက်တွေအခုပါရှိသေးလေအရာအလုံးတို့ဒီပျက်စီးသွားတယ်ချုပ်ပြောက်သွားတယ်ပြောင်းလဲသွားတယ်တမျိုးတမီဖောက်ပြန်သွားတယ်ဆိုတာဘယ်သူမှမငြင်းနိုင်တော့အမှန်တရားအဲ့ဒီအမှန်တရားကိုအမှန်တိုင်းသိမြင်တဲ့နားလေတဲ့သဘောပေါက်တယ်ဆိုရင်အဲ့ဒါတမ္မာဒိဋ္ဌိအဲ့ဒီတမ္မာဒိဋ္ဌိဒီနိဗ္ဗာန်ကိုရောက်စေတတ်တဲ့လမ်းပဲခရီးပဲဟုတ်လားအဲ့ဒီတော့ဦးဇင်းတို့တရားကောင်းစဉ်လေးတတ်ထားတာကနိဗ္ဗာန်ခရီးနဲ့အတားအဆီးများအဲ့ဒီတော့နိဗ္ဗာန်ခရီးအကြောင်းကိုတော့ဒါအတူချုပ်ပြောပြီးသွားပြီနိဗ္ဗာန်ကိုရောက်ချင်တယ်ဆိုရင်အနိစ္စဆိုတဲ့သဘောတရားကိုမြင်အောင်ကြည့်မြင်ပြီဆိုလို့ရှိရင်အဲ့ဒီအမြင်ကိုထပ်ချီတလဲလဲထပ်ပြီးတော့ဖြစ်ပေါ်လာအောင်ကြိုးစားအနိစ္စကိုမြင်တဲ့အမြင်မမြင်တာကိုမြင်တဲ့အမြင်တွေကိုအများကြီးရအောင်အဖန်ဖန်အထက်ထက်လေးလာကြိုးကုပ်အားထုတ်ရမယ်ပွားများရမယ်ပွားလာအောင်များလာအောင်ကြိုးစားရမယ်ပွားအောင်များအောင်လုပ်တာကိုပဲဘာဝနာလို့ခေါ်တာမဟုတ်လားအဲ့တော့နိဗ္ဗာန်ခရီးဆိုတာတမ္မာဒိဋ္ဌိကောင်းဆောင်သောမဂ်ခင်၈ပါးကိုဆိုသည်လို့ရေရိုးလေးသဘောပေါက်ရမယ်နော်အဲ့ဒီနိဗ္ဗာန်ခရီးကိုနိဗ္ဗာန်ကိုရောက်စေတတ်တဲ့အဲ့ဒီနိဗ္ဗာန်ခရီးကိုတရားဓမ္မတို့ဦးဇင်းတို့တွေစီးမျောပြီးတော့တစ်တုံးကြီးဂင်္ဂါမြစ်ရေကိုစီးပြီးတော့လိုက်သွားတယ်လို့မျိုးတရားဓမ္မတို့ဦးဇင်းတို့လည်းပဲတမ္မာဒိဋ္ဌိရေရင်ကျောမှာစီးပြီးတော့လိုက်သွားပြီဆိုလို့ရှိရင်တစ်တုံးကြီးဒီတေချာပေါက်သမုဒ္ဒရာကိုရောက်မှဖြစ်တယ်လို့တရားဓမ္မတို့ဦးဇင်းတို့တွေလည်းနိဗ္ဗာန်ကိုတေချာပေါက်ရောက်မယ်ဒါပေမဲ့အန္တရာယ်ရှိချက်ကိုလွတ်အောင်ကြော်နိုင်ဖို့တော့လိုလိမ့်မယ်ဟုတ်ရလားအဲ့ဒီတော့အဲ့ဒီအန္တရာယ်ရှိချက်ကိုပဲရှင်းသူတော်ကောင်းပညာရှိကြီးတွေကဗမာလူလင်္ကာလေးစီထားတယ်အဲ့ဒါကိုအိမ်ထိပါအောင်တစ်သက်လုံးဆောင်ထားနိုင်အောင်တရားဓမ္မတို့တည်တည်ချာချာလေးနားဆိုင်ပြီးတော့နာယူရမယ်နော်ဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်ဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်လူတွေမဆဲနတ်မဆဲဒီဝဲဝဲမမြုပ်ဆွေးမပုတ်တော်သမုတ်ပင်လဲရောက်လိမ့်ဒီဒါကလေးကိုဒီကနေ့ညဥတည်ပြီးတော့ဦးဇင်းတို့ပြောသွားမှာဟုတ်လားဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်လူတွေမဆဲနတ်မဆဲဒီဝဲဝဲမမြုပ်ဆွေးမပုတ်တော်သမုတ်ပင်လဲရောက်လိမ့်ဒီခုနတုန်းကပြောခဲ့ပြီနော်အခုဒီဘက်ကန်းဆိုတာဘာလဲလို့ယဟန်တော်လေးကမမေးဘူးလားအဲ့ဒီမှာမြတ်စွာဘုရားစတင်ပြီးတော့အဲ့ဒီပု္ပ္ပာအဲ့ဒီပြဿနာကိုစတင်ပြီးတော့ဖြေရှင်းပါတယ်အဲ့ဒါကိုဘေးသက်ပေါင်းသူတော်ကောင်းတို့စူးစူးဆိုင်ဆိုင်မှတ်မှတ်သားသားဖြစ်အောင်နာယူကြရအောင်
ဩဒီမန္တိတံတိခောဘိက္ခုသန္တိတံဣဇတိကာနံအာယတနာနန္တိဝဆနံဘိက္ခုจิตယဟံဩဒီမန္တိတံဣမာပကံဆိုသောဣတံဤအမည်ဒီကားသန္နံ6ပါးကုန်သောဣဇတိကာနံအတွင်းတဏ္ဍ၌ဖြစ်ကုန်သောအာယတနာနံအာယတနာတရားတို့ရဲ့အဓိဝဆနံနာမည်ပါပေတည်းဒီဘကံဆိုတာအတွင်းအာယတနာ6ပါးတို့ရဲ့နာမည်အတွင်းအာယတနာ6ပါးဆိုတာဘာပြောတာလဲဆိုတော့မျက်စိနာနှာလျှာကိုယ်စိတ်ဒီပိဋကကြီးသိတယ်နော်အာယုန်တို့ရဲ့တရားအာယုန်တို့ရဲ့ဖြစ်ပွားရာတွေလာလာများတကားတို့တရားစုရာသက်ရောက်ရာကိုအာယတနာခေါ်ဆိုကြလောလေဒီဆိုကြီးရေးခဲ့တာနော်မျက်စိဆိုတာအစင်းပေါင်းစုံတို့ရဲ့တရားမှီရာဟုတ်လားအာယတနာရဲ့အဓိပ္ပာယ်အဲ့ဒီလိုမျက်စိနားနာလျှာကိုယ်စိတ်ဆိုတဲ့အကျဉ်းချုပ်ပြောရရင်ဒီခန္ဓာကိုယ်ကြီးပေါ့နော်အဲ့ဒီအတွင်းအာယတနာ6ပါးဆိုတာဒီဘက်ကံရဲ့နာမည်တဲ့ပဂတိတေတုံကြီးဒီဘက်ကံပေါ်မှာကပ်ပြီးတော့တင်နေမယ်ဆိုလို့ရှိရင်သမုဒ္ဒရာကိုမရောက်နိုင်တော့ဘူးပထမအန္တရာယ်နဲ့ညှိနေတယ်အဲ့ဒီလိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေလည်းပဲဒီဘက်ကံဒီဟုသောအတွင်းအာယတနာ6ပါးပေါ်မှာကပ်ပြီးတော့တင်နေလို့ရှိရင်နိဗ္ဗာန်ကိုမရောက်နိုင်ဘူးအဲ့တော့ဒီဘက်ကံဆိုတဲ့အဓိပ္ပာယ်ကိုတော့နားလည်ကြပြီဗျာဒီဘက်ကံဆိုတာမျက်စိနားနှာလျှာကိုယ်စိတ်ဒီဘက်ကံကိုဆိုတာတော့နားလည်ပြီးတဲ့နောက်တင်နေဆိုတာဘာလဲကဲဒီဘက်ကံကတော့နားလည်တာဟုတ်ပါပြီတင်းနေတယ်ဆိုတာဘာလဲပိဋကဒီဘက်ကံကတော့လူတိုင်းရှိတာပဲဗျယဟန္တာတွေလည်းဒီဘက်ကံဆိုတဲ့မျက်စိနားနာလျှာကိုယ်စိတ်မရှိဘူးလားရှိတယ်ရှိပေမဲ့လို့သူတို့နိဗ္ဗာန်ရောက်တာပဲလေဘာပြုလို့လဲဆိုတော့ဒီဘက်ကံကအန္တရာယ်ပြုတာမဟုတ်ဘူးဒီဘက်ကံကြီးကိုတင်းနေမှအန္တရာယ်ပြုတာအဲ့တော့တင်းနေဆိုတာလေးကအဓိကကြတယ်ဒီဘက်ကံကကြောက်เสียလားတင်တာကကြောက်เสียလားလို့ဒါလေးကိုခွဲခြားပြီးတော့နားလည်ဖို့ပေါ့ဒီဘက်ကံလည်းပဲကြောက်เสียပါပဲဒီဘက်ကံမရှိရင်လည်းတင်လို့မဖြစ်ဘူးလေသို့တော့ဒီဘက်ကံရှိတော်လည်းပဲမတင်လို့ရှိရင်အနှောင့်အယှက်ဖြစ်သလားမဖြစ်ဘူးအဲ့တော့တင်နေဆိုတာလေးကပ်ပြီးတော့တင်နေတယ်ဆိုတာဘာလဲဆိုတော့အဲ့ဒါကိုအထက်ကရာကဖွင့်နေတဲ့ဒီမျက်စိနာနာလျှာကိုယ်စိတ်နဲ့ပတ်သက်ပြီးတော့လူချင်းမမုန်းမှုလောဘဖြစ်တယ်မကျေနပ်မှုဒေါသဖြစ်တယ်ဆိုရင်အဲ့ဒါဒီဘက်ကံကိုတင်တာတဲ့ဒါအတူချုပ်ဖြေလိုက်တာသူကတော့အကျေကလေးပြောထားတယ်ငါမျက်စိလေးကကောင်းလိုက်တာအပေါက်လေးတောင်ထိုးလို့ရတယ်တိတိလေးမြင်တယ်ငါမမွေးသေးဘူးနော်မျက်မှန်တက်เสียမလို့ဘူးဆိုရင်အဲ့ဒါမျက်စိကိုဘာဖြစ်တယ်မျက်စိပေါ်မှာตาရတဲ့သဘောနဲ့တင်တာဒါလောဘနဲ့တင်တာပေါ့ဟာဒီမျက်စိကဟန်ကိုမရတော့ပါဘူးယူခဲ့ပါဦးမျက်မှန်ယူခဲ့ပါဦးမျက်စိပေါ်မှာမကြည်မနှက်ဖြစ်လာတဲ့အချိန်မှာဒေါသဖြစ်တယ်အဲ့ဒါဒေါသနဲ့တင်တာပေတတ်တို့ဉာဏ်ရှိတယ်ကြံတဲ့နားနှာလျှာကိုယ်စိတ်ကိုလည်းအဲ့ဒီတိုင်းချဲ့တွေးအတူတူပြောရရင်တော့ဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့မမောမိရင်လောဘနဲ့တင်တယ်မကြည်မနှက်ဖြစ်မိရင်ဒေါသနဲ့တင်တယ်အဲ့တော့ဒီခန္ဓာကိုယ်ကြီးကကြောက်เสียလားဒီခန္ဓာကိုယ်ကြီးရဲ့အပေါ်မှာမမောခြင်းသဘောမကြည်နှက်ခြင်းသဘောကကြောက်เสียလားလို့ခွဲခြားပြီးတော့နားလည်ကြဖို့ခန္ဓာကြီးကိုဓာတ်ပယ်လို့မရဘူးကိလေသာကိုပဲပယ်လို့ရတယ်ဆိုတာဒီပိဋကကြီးမညံ့ဘူးသိပြီးသားသိပြီးသားမဟုတ်လားခန္ဓာကြီးကိုဓာတ်ပယ်လို့ရလားဒုက္ခသစ္စာဆိုတာပိုင်းခြားပြီးတော့သိရမှာလားပယ်ရမှာလားမှားပြီပိုင်းခြားသိရမှာဒုက္ခသစ္စာဆိုတာပိုင်းခြားသိရမှာသမုဒယသစ္စာသာလင်ပယ်ရမှာဒကာကြီးဒကာမကြီးများဥစဉ်ကအထင်သေးတဲ့လေသံနဲ့ပြောတာမဟုတ်ဘူးနော်အကြကောက်ပြီးတော့မေးတာလည်းမဟုတ်ဘူးဒုက္ခသစ္စာဆိုတာပယ်လို့မရဘူးသိုံပဲသိလို့ရတာပိုင်းခြားသိလို့ရတာဒါပေမဲ့သမုဒယသစ္စာကိုပယ်လိုက်လို့ရှိရင်ဒုက္ခသစ္စာတွေလည်းပဲချုပ်မသွားဘူးလားအေးဒါကြောင့်ဒီဘက်ကန်းဆိုတာတဲ့တင်းနေတယ်ဆိုတာကပယ်ရမယ်သဘောတရားဟုတ်လားဒါကြောင့်ဒီဘက်ကန်းဆိုတာဘာကိုပြောတာလဲသဘောပေါက်တယ်နော်မျက်စိနာနှာလျှာကိုယ်စိတ်သည်ဒီဘက်ကန်းတင်တယ်ဆိုတာကတော့အဲ့ဓာတွေနဲ့ပတ်သက်ပြီးတော့မမောမိရင်ဒါတင်တာ
လောဘနဲ့တင်တာပေါ့မကြည်မနှက်ဖြစ်မိရင်တော့ဒေါသနဲ့တင်တာပိဋကရဲ့အချက်လက်တစ်ခုကိုဦးဇင်းတို့ဒီလောက်ပဲရှင်းချိန်ရတယ်နော်နောက်ထပ်ရှင်းရမယ့်အရာတွေအများကြီးရှိနေသေးတယ်ဒါကြောင့်ပိဋကတို့ဉာဏ်ရှိပါတယ်ကိုယ်ဉာဏ်နဲ့ကိုယ်ဆွဲဆန့်ပြီးတော့စဉ်းစားသိခြင်းနဲ့စဉ်းစားရမှာမကြောက်စေခြင်းဘူးဒါကြောင့်ဒီဘက်ကန်းကိုနားလည်ပြီးတဲ့နောက်တင်တာကိုလည်းပဲအရေးအမြတ်သိပြီးတဲ့နောက်မှာငါတို့တော့ဒီခန္ဓာကိုယ်ရဲ့ပုံမှာဆွဲလန်းမိပြီမကြည်မနှက်ဖြစ်မိပြီဆိုရင်တော့တစ်တုံးကြီးဒီဘက်ကန်းတင်တယ်လို့တင်နေပြီတစ်တုံးကြီးသမုဒ္ဒရာမရောက်နိုင်တယ်လို့တို့လည်းပဲနိဗ္ဗာန်ရောက်ဖို့အတွက်အဲ့ဒါအခက်အခဲအတားဆီးဖြစ်နေပြီလို့နားလည်ရမယ်ပိဋကရဲ့ဒီဘက်ဆိုတာကိုဒီလောက်နဲ့တော်ရအောင်နော်ဒီဘက်ကန်းဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်ပိဋကရေဆိုးကောင်းလို့ဆိုးနေတာမဟုတ်ဘူးနားထဲကိုဆွဲသားစေခြင်းလို့ဆိုးပြနေတာဒီတရားပွဲပြီးလို့ရှိရင်ဒီလင်္ကာလေးသေချာပေါက်ရသွားစေမယ်ဟုတ်လားဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်ခုဒီဘက်ပြီးသွားပြီနော်ဒီဘက်ပြီးတော့ဟိုဘက်ကန်းဆိုတာဘာကိုဆိုတာဘာလဲဖရာလို့ယဟန်တော်လေးမမေးဘူးလားမေးတယ်အဲ့ဒီမှာမြတ်စွာဘုရားကဟိုဘက်ကန်းဆိုတာဘာပြောတာလဲဆိုတော့ပါရိမန္တိရံတိခောဘိက္ခုသန္တိတံဘာဟိရဏအာယတနာနံတိဝဇနံဘိက္ခုจิตတယဟံပါရိမန္တိရံဟိုမှာဘက်ကန်းဆိုသောဣတံဤမည်ဒီကသန္နံ6ပါးကုန်သောဘာဟိရဏံအပ၌ဖြစ်ကုန်သောဗဟိတ၌ဖြစ်ကုန်သောအာယတနာနာအစဉ်အတန်အနတ်အရာသာအတွေ့အထိအကျံစီဓမ္မယုံလို့ဆိုရတယ်အပြင်အာယတနာ6ပါးတို့ရဲ့အတိဝဇနံနာမည်ပါပေတည်းဟိုဘက်ကန်းဆိုတာဘာဟိရာယရဏလို့ဆိုရတယ်အပြင်အာယတနာ6ပါးလို့ဆိုရတယ်အရှင်အတန်အနံအရာသာအတွေ့အထိအကျံအစီတို့ရဲ့အာယုံပေါ့နော်အဲ့ဒီအပြင်အာယုံ6ပါးကိုဟိုဘက်ကန်းလို့ဆိုတယ်တဲ့တစ်တုံးကြီးဒီဟိုဘက်ကန်းမှာတင်းနေရင်သမုဒ္ဒရာကိုမရောက်နိုင်တယ်လို့တရားဓမ္မတို့ဦးဇင်းတို့တို့ရဲ့ပုံမှန်တမာဒိဋ္ဌိမြင့်ရည်စည်းကြောင်းပေါ်မှာစီးမျောပြီးတော့လိုက်နေတဲ့အခြေအနေကနေပြီးတော့အဲ့ဒီအပြင်အာယတနာ6ပါးအစဉ်အတန်အနံ့ရတာအတွေ့အထိအကျံစီတို့ရဲ့အပေါ်မှာတင်နေပြီဆိုလို့ရှိရင်အဲ့ဒါနိဗ္ဗာန်ရောက်ဖို့အတွက်အတားအဆီးတစ်ခုနဲ့ကြုံနေပြီဟုတ်ရဲ့လားအဲ့ဒီတော့တင်တယ်ဆိုတာဘာလဲလို့သူ့ကိုလည်းနားလေရမယ်ဟိုဘက်ကန်းဆိုတာဘာလဲတော့နားလေသွားကြပြီနော်တရားကိုထက်ချီးတလဲလဲကြီးပြောမနေဘူးဗျာဟုတ်လားအေးအဲ့ဒီတော့အစဉ်အတန်အနံ့ရတာအတွေ့အထိတို့နဲ့ပတ်သက်ပြီးတော့လူချင်းမမုန်းမှုဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒါလောဘနဲ့ဟိုဘက်ကန်းမှာတင်တာမကျင်တတ်ဘူးစိတ်ပြက်တယ်ဖယ်ရှားပြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒေါသနဲ့ဟိုဘက်ကန်းမှာတင်နေတာအဲ့ဒါလိုလောဘသို့မဟုတ်ဒေါသတွေဖြစ်ပြီးတော့ဒီအာယုန်တွေနဲ့ပတ်သက်ပြီးတော့အတွေးအကြံတွေမှားပြီးတော့ဆုံးဖြတ်ချက်တွေမှားပြီးတော့လောဘဒေါသမောဟအဖြေတွေထွက်လာပြီဆိုလို့ရှိရင်အဲ့ဒါဘာဖြစ်လဲဟိုဘက်ကန်းကိုတင်နေပြီတဲ့အဲ့ဒီတော့ဟိုဘက်ကန်းတင်နေရင်နိဗ္ဗာန်မရောက်နိုင်သေးဘူးဒီတော့တရားဓမ္မတို့ဦးဇင်းတို့တွေနိဗ္ဗာန်မရောက်တာအကျဉ်းမြင်အားဖြင့်တော့ဒီဘက်ကန်းတင်လိုက်ဟိုဘက်ကန်းတင်လိုက်ဖန်တို့တယ်လို့တောင်ဖြစ်နေတယ်လို့ထင်တယ်ဟင်ဒကမာကြီးတွေဟုတ်လားအေးကိုအကြောင်းလေးကိုစဉ်းစားပြီးတော့စိုးရင်လိုက်စိတ်ပြက်လိုက်တခါတလေကျဉ်နှက်လိုက်အဲ့ဒါဘယ်ဘက်ကန်းမှတင်တာတော့ဒီဘက်ကန်းတင်နေတာကိုအကြောင်းကိုစဉ်းစားပါဆိုနေမှာပဲဒကမာကြီးတွေကဟင်ကိုအကြောင်းလေးကိုစဉ်းစားနေတာလေတခါတလေတော်သေးတယ်ငါဘဝဘေးအခြေအနေလေးရကန်ဆိုးတဲ့လူတွေကြည့်ပြီးတော့တော်သေးတယ်ဆိုရင်ဘာဖြစ်တော့ဒီဘက်ကန်းတင်နေတာဟုတ်လားအော်ဘယ်လိုများဖြစ်မှလည်းမသိဘူးငါဘဝရှိရေးကစိုးရင်လာပြီဒေါသနဲ့အဲ့ဒါဒီဘက်ကန်းမှာပဲရှိသေးတယ်နော်ကိုကြီးကိုတာနဲ့ပတ်သက်ပြီးတော့တွေးပြီးတော့ပူနေသမျှကာလပတ်လုံးတွေးပြီးတော့ကျဉ်နဲ့နေသမျှကာလပတ်လုံးဒီဘက်ကန်းမှာတင်နေတာဟိုလူတော်တော်ဆိုးတာပဲလို့တွေးတာနဲ့တပြိုင်တည်းဟိုဘက်ကန်းတင်ပြီဟုတ်လားသက်မဲ့တွေနဲ့ပတ်သက်ပြီးတော့လောဘဒေါသဖြစ်ရတာတဲ့သက်ရှိတွေနဲ့ပတ်သက်ပြီးတော့လောဘဒေါသဖြစ်ရတာများဘူးလားသက်ရှိတွေထဲမှာလည်းတိရစ္ဆာန်တွေနဲ့ပတ်သက်ပြီးတော့လောဘဒေါသဖြစ်ရတာထက်လူတွေနဲ့ပတ်သက်ပြီးတော့လောဘဒေါသဖြစ်ရတာမများဘူးလား
လူတွေထဲမှာလည်းမြင်ဘူးတဲ့လူနဲ့မမြင်ဘူးတဲ့လူထပ်ပြီးတော့စစ်ကြည့်ဘယ်ဟာကပိုလောဘဒေါသဖြစ်စေတော့မြင်ဘူးတဲ့လူတွေထဲမှာလည်းယဉ်နေတဲ့လူနဲ့မယဉ်နေတဲ့လူထပ်ပြီးတော့စစ်ကြည့်ဘယ်သူကပို့ပြီးတော့လောဘဒေါသတွေဖြစ်စေနေတော့နည်းနည်းယဉ်နေတဲ့လူတဲ့များများကဲမပြောတော့ပါဘူးဒီလူတွေဒီလောက်ညံကြီးတယ်ဟုတ်လားအေးအဲ့ဒီတော့ဘေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာကျဉ်တ်နေတယ်ဟိုဘက်ကန်းတင်တာနော်အဲ့ဒီလိုဘေးပတ်ဝန်းကျင်အာယုန်တွေနဲ့ပတ်သက်ပြီးတော့စိတ်ပြက်နေတယ်စိတ်တိုင်းမကြဘူးဆိုရင်အဲ့ဒါဘာဖြစ်တယ်ဟိုဘက်ကန်းတင်တယ်ဒီတော့ဒကာရမတို့ဦးဇင်းတို့တွေဟာတမ္မာဒိဋ္ဌိတည်းဟူသောလမ်းကြောင်းမှန်ကနေသွေးဖီပြီးတော့ကိုယ်အကြောင်းလေးကိုစဉ်းစားလိုက်သူများအကြောင်းသူများစဉ်းစားလိုက်အဲ့ဒါလိုနဲ့ဟိုဘက်ကန်းနဲ့ဒီဘက်ကန်းတလှည့်စီပဲခုံခုံကူးနေရတာနဲ့တမ္မာဒိဋ္ဌိမြစ်ကြောင်းပေါ်မှာမရှိတော့ဘူးဒါကြောင့်နိဗ္ဗာန်မရသေးတာလို့နားလည်ဖို့မလိုဘူးလားအဲ့ဒီတော့ဘေးတတ်တို့ကြီးဟိုဘက်ကန်းဆိုတာလေဒီလောက်နဲ့တော်ရအောင်နော်ဘယ်နှခုပြီးသွားပြီတော့နှစ်ခုပြီးသွားပြီဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်လူတွေမဆဲနတ်မဆဲဒီဝဲဝဲမမြုပ်ဆွေးမပုတ်တော့ဟုတ်လားအဲ့ဒီတော့ဒီဘက်ဟိုဘက်ရေလေချက်နဲ့ရေလေဆိုတာကိုရောက်သွားပြီပဂရိတေတုံကြီးဟာရေလေကောင်မှာနစ်သွားတယ်ဆိုလို့ရှိရင်ဒီတေတုံကြီးသမုဒ္ဒရာကိုမရောက်နိုင်တော့ဘူးရေလေကောင်ကိုသင်္ချစ်သားတို့မနစ်ရင်နိဗ္ဗာန်ကိုရောက်မယ်လို့မြတ်စွာဘုရားပြောထားတော့ရေလေကောင်ဆိုတာဘာပါလဲလို့မမေးဘူးလားအဲ့ဒီမှာမြတ်စွာဘုရားကမေဇေတံတိတောတိခောဘိက္ခုနန္ဒီရာဂတိတံတိဝဆနံဘိက္ခုจิตယဟံမေဇေတံတိတောတိရေလေကောင်မှာနစ်တယ်ဆိုသောဣတံဤမြည်ဒီကနန္ဒီရာဂတဆွဲမဲ့ခြင်းယာကတရားရဲ့အတိဝဆနံနာမည်ပါပြီဒီတေတုံကြီးရေလေနစ်တလူမျိုးတရားဓမ္မတို့ဦးဇင်းတို့တွေရံဖန်ရံခါရေလေမှာနစ်ကြတယ်တဲ့အဲ့ဒီရေလေမှာနစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့နန္ဒီရာဂလို့ဆိုရတယ်လူချင်းမမောဆွဲလန်းတန်တခြင်းဆိုတဲ့တရားကိုကောက်လိုက်ရင်လောဘကိုကောက်ရတယ်နန္ဒီရာဂရဲ့အမည်တဲ့ရေလေမှာနစ်တယ်ဆိုတာပိဋကယဟိုဘကံဒီဘကံတင်တယ်ဆိုတဲ့နေရာမှာလဲလောဘရဲ့သဘောလေးကိုနည်းနည်းမပြောခဲ့ဘူးလားအခုဒီမှာရေလေမှာနစ်တယ်ဆိုတော့လည်းပဲလောဘကိုထပ်ပြီးတော့မပြောဘူးလားအရေးကြီးလို့ထပ်ပြီးတော့ပြောတယ်လို့စဉ်းစားမယ်ဆိုစဉ်းစားလို့မရဘူးလားရတယ်အဲ့ဒီတော့ဒီမှာရေလေနစ်တယ်ဟိုဘကံတင်တယ်ဆိုတာကြတော့ဒေါသဖြစ်ရင်လည်းဟိုဘကံကိုတင်တာပဲနော်အခုဒီနေရာမှာတော့သူကနန္ဒီရာဂကိုကွက်ပြီးတော့ပြောတာကိုပိုင်ဆိုင်သမျှကိုပတ်သက်သမျှတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာရွှဲလန်းတဲ့သဘောတွေးတာတဲ့သဘောတရားဓမ္မတို့ဦးဇင်းတို့ရဲ့တန်တန်မှာရှိမရှိအချိန်လေးကုန်းကုန်နေတာဟာဘယ်ပုံစံနဲ့ကုန်တာလဲမေးရင်အဲ့ဒီကိုပိုင်ဆိုင်သမျှပတ်သက်သမျှတွေနဲ့ပတ်သက်ပြီးတော့တွေးရင်တိုးရင်မမောရင်နဲ့ကုန်ကြရတာကိုမမောတယ်ကိုသားသမီးရဲ့အပေါ်မှာမမောတယ်ပိုင်ဆိုင်မှုပစ္စည်းတွေအပေါ်မှာမမောတယ်မရှိဘူးလားအဲ့ဒီမမောမှုမှန်သမျှတွေအဲ့ဒါနန္ဒီရာဂပဲတွေးလိုက်ရင်အဲ့ဒါနဲ့လွတ်ပြီးတော့တွေးတဲ့အတွေးဆိုတာအင်မတန်ရှားပါတယ်ဗျဟုတ်လားအဲ့ဒီတော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာနန္ဒီရာဂနဲ့အချိန်ကုန်ရတာအင်မတန်များတယ်ကိုယ့်ရဲ့ဆွဲလန်းမှုဘလောက်ကြီးတယ်မကြီးဘူးဆိုတာကိုသိကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီဆွဲလန်းမှုတန်ရောစဉ်ဂျိုးဟာဘလောက်ခိုင်မာတယ်မခိုင်မာဘူးလို့သိကျင်တယ်ဆိုလို့ရှိရင်ကိုယ်ဆွဲလန်းထားတဲ့အရာတွေနဲ့စိတ်ကူးကလေးနဲ့နည်းနည်းလောက်ခွဲကြည့်ဒါဦးဇင်းတွေးမိတာလေးပြောတာနော်ကိုယ့်ရဲ့တန်ရောစဉ်ဂျိုးရဲ့ကိုယ့်ရဲ့နန္ဒီရာဂတွေဘလောက်ဆွဲဆွဲလန်းလန်းတန်းတန်းမက်မက်ခိုင်ခိုင်မာမာအမြင့်တွယ်နေတယ်လဲဆိုတာကိုသိကျင်တယ်ဆိုရင်ဘာလုပ်ကြည့်ရမလဲနည်းနည်းလောက်ခွဲကြည့်ပါသားရီသမီးတွေရဲ့အပေါ်မှာမဆိုထားနဲ့သက်ရှိတွေရဲ့အပေါ်မှာမဆိုထားနဲ့သက်မဲ့ပစ္စည်းဥစ္စာတွေနဲ့လောက်နည်းနည်းလောက်ခွဲကြည့်အဓိပ္ပာယ်မရှိဘဲနဲ့ငွေ1000လောက်စိတ်ကူးနဲ့ကုန်ကြည့်စမ်းပါဘလို့ခံစားရတာဒကမာကြီးတွေငွေ1000လောက်အဓိပ္ပာယ်မရှိကုန်ကြည့်စမ်းပါခွဲကြည့်စမ်းပါသက်တာတဲ့သဘောဖြစ်သလားမသက်တာတဲ့သဘောဖြစ်လားမသက်တာဘူးဒါနမူနာပဲရှိသေးတယ်နော်ဟုတ်လားအဲ့တော့ဆွဲလန်းနှစ်သက်မှုနန္ဒီရာဂတွေဟာဘလောက်အတိုင်းအတာထိကိုယ့်ဘဝမှာနေရာယူထားသလဲဆိုတာသိဖို့မလိုဘူးလား
အဲ့ဒီနန္ဒီရာဂဖြစ်ခြင်းသည်ရေလေမှာနစ်ခြင်းပဲတဲ့ရေနစ်တဲ့ခံစားချက်တွေးတောင်မတွေးရဘူးလွတ်လွတ်လပ်လပ်လည်းမရှိဘူးအသက်ရှူလို့မရတော့ဘူးမွန်းကျက်နေပြီဗျဟုတ်လားအဲ့ဒီဆွဲမဲ့မှုနန္ဒီရာဂဟာလည်းချင်းအရသာကိုပေးနိုင်တယ်လို့ဦးဇင်းတော်ထင်တာပဲပဂရိတိတုံကြီးဟာမြစ်လေကောင်မှာနစ်သွားပြီဆိုရင်သူ့ရဲ့အပေါ်မှာဖုံနေတလဲတွေတဖြည်းဖြည်းနဲ့ပို့ပြီးတော့အပေါ်ကိုပြန်ပေါ်လာဖို့အခွင့်အရေးတော်နေသွားတယ်သမုဒ္ဒရာရောက်ဖို့အခွင့်အရေးလည်းတော်နေသွားတယ်အဲ့ဒီလိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေစွဲမဲ့မှုအားကြီးလာလို့ရှိရင်တဖြည်းဖြည်းနဲ့အပေလေးပါးမှနစ်တက်တယ်လို့အဲ့ဒါလိုပြောတာဟုတ်ရဲ့လားစွဲမဲ့မှုတွေများနေလို့ရှိရင်သူတော်ကောင်းတရားဘက်ကိုလည်းပဲသိပ်ပြီးတော့မလှည့်နိုင်ဘူးလေမိမိရဲ့လွတ်မြောက်ရေးအတွက်မြင့်မြတ်တဲ့ကျင့်စဉ်တွေအတွက်လည်းပဲစိတ်ကူးသိပ်ပြီးတော့မထည့်နိုင်ဘူးလေတဖြည်းဖြည်းနဲ့မြင့်မြတ်ရာနဲ့ကြိုးခိုင်းပြီးတော့ကိုယ်ဆွဲလန်းမိရာဘက်ကိုစိတ်ဆိုင်ပြီးတော့ရေလေမှာနစ်တဲ့တစ်တုံးတုံးလို့သမုဒ္ဒရာနဲ့ဝေးသွားသလိုမျိုးတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာလည်းနိဗ္ဗာန်နဲ့ဝေးသွားတတ်တယ်ဒါကြောင့်မြတ်စွာဘုရားကရေလေမှာနစ်တယ်ဆိုတာနန္ဒီရာဂဆွဲမဲ့မှုဖြစ်တာကိုပြောတာတဲ့ဆွဲမဲ့မှုတွေအရာပေါင်းများစွာရဲ့အပေါ်မှာရှိမနေဘူးလားရှိနေတယ်ဒါကြောင့်မိမိတို့ရဲ့ဆွဲမဲ့မှုကိုရေလေမှာနစ်တဲ့ခံစားမှုမျိုးတွေးပြီးတော့တို့ရေလေမှာမနစ်အောင်တတ်နိုင်တယ်များအခုခတ်ကြမယ်လို့မစဉ်းစားသင့်ဘူးလားစဉ်းစားသင့်နေဒါနန္ဒီရာဂနဲ့ပတ်သက်ပြီးတော့ချဲ့ထွင်ပြီးတော့မိမိတို့ရဲ့ဉာဏ်နဲ့ကိုယ့်ဟာကိုယ်ပဲစဉ်းစားကြပြီးတော့ဟုတ်လားဦးဇင်းကတော့ရှေ့ဆက်ပြောစရာတွေရှိသေးလို့ခတ်သွက်ဖယ်သွားမှာနော်ဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်ပိသိဘယ်ရောက်သွားပြီကျွန်းထက်မတင်ရောက်သွားပြီပဂတိတစ်တုံးကြီးဒီတောင်ပေါ်မှာကျွန်းပေါ်မှာတင်နေတယ်ဆိုရင်သမုဒ္ဒရာရောက်ဖို့အတွက်အတားအဆီးတစ်ခုကျုံနေပြန်ပါပြီစတုထမြောက်အတားအဆီးအဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာလည်းပဲကျွန်းပေါ်မှာတင်တယ်တောင်ပေါ်မှာတင်တယ်ကြီးကုန်းပေါ်မှာတင်တယ်ဆိုတဲ့တင်ခြင်းမျိုးတွေရှိပါတယ်တဲ့အဲ့ဒါဘာပြောတာလဲဆိုတော့ထလီဥဒ္ဒါဒေါတိခောဘိက္ခုအတမိမာနတေတံဒီဝဇနံဘေခုจิตယဟထလေဥဒ္ဒါဒေါတိကျွန်းပေါ်မှာတင်တယ်တောင်ပေါ်မှာတင်တယ်ဆိုတဲ့ဣဒံဤမြည်ဒီကအတမိမာနတငါတကားလို့ထောင်လွှားခြင်းမာနာတရားရဲ့အတိဝဇနံနာမည်ပါပေသည်ကျွန်းပေါ်မှာတင်တယ်တောင်ပေါ်မှာတင်တယ်ဆိုတာမာနရဲ့နာမည်တဲ့မာနဖြစ်မိပြီဆိုရင်အဲ့ဒါတောင်ပေါ်မှာတင်တယ်လို့ဆိုရတယ်ပဂရိတစ်တုံကြီးဒီတောင်ပေါ်မှာတင်နေရင်နိဗ္ဗာန်သမုဒ္ဒရာကိုမရောက်နိုင်တယ်လို့တရားဓမ္မတို့ဦးဇင်းတို့တွေလည်းပဲထင်တလုံးနဲ့ကိုသိပြီးတော့အထင်ရောက်နေတယ်ဆိုတဲ့မာနဖြစ်လာရင်အဲ့ဒါနိဗ္ဗာန်ရောက်ဖို့အတွက်အတားအဆီးတစ်ခုကြုံနေပါပြီလို့နားလည်ရမယ်။တောင်ပေါ်မှာတင်တယ်ဆိုတာဘာကိုခေါ်တယ်။မာနတွေကြီးနေတာကိုပြောတာ။မာနဆိုတဲ့ပါဠိစကားကိုတိုက်ရိုက်အဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုလို့ရှိရင်နှိုင်းရှင်ခြင်းလို့အဓိပ္ပာယ်ရတယ်။ဘယ်သူကဘယ်လိုငါကဘယ်လိုဟုတ်လား။အဲ့ဒါလို့နှိုင်းရှင်နေပြီဆိုလို့ရှိရင်မာနတွေဖြစ်လာတယ်အဲ့ဒီမာနကလည်း၃မျိုးလောက်ရှိတယ်ဗျဘာမှကိုယ်မှာမာနကြီးတယ်ရမရှိဘဲနဲ့မာနကြီးနေတာတွေရှိတယ်ကိုရှိမှကိုစားရတာဘယ်သူအောက်ကျခံရမှလဲလို့အဲ့ဒါလိုမျိုးဖြစ်လာလို့ရှိရင်အဲ့ဒါဟိနမံဟုတ်လားဟာသူတို့နဲ့ငါတို့နဲ့ဘာကွာတာမှတ်လို့ကွာပခုံးချင်းရှင်တဲ့မံမျိုးကြတော့တတိတမံဟုတ်လားအေးအရာအလုံးသူများတဲ့တာတယ်လို့သူများတဲ့ပိုတက်တယ်ပိုရှိတယ်ပိုသိတယ်ပိုလှတယ်ဆိုရင်လည်းပဲမာနမဖြစ်ဘူးလားအေးအဲ့ဒီလိုမျိုးမာနကြီးတယ်ရရှိလို့ကိုကြီးနေတာမျိုးကြတော့အထက်တန်းကြတဲ့မှန်ဘယ်မှမကောင်းဘူးနှိုင်းရှင်ရတယ်ဆိုတာပင်ပန်းတယ်လေးလံတယ်ဟုတ်လားဒါကြောင့်မာနကြီးခြင်းသည်တောင်ပေါ်မှာတင်တဲ့တစ်တုံသမုဒ္ဒရာနဲ့ဝေးသွားတယ်လို့မျိုးမာနကြီးလာပြီဆိုလို့ရှိရင်အမှန်တရားနဲ့ဝေးတတ်တယ်ငါသိတယ်ငါတတ်တယ်ငါကိုဘယ်သူမှလာမပြောနဲ့အသိဉာဏ်ဝင်ဖို့အတွက်တကားပေါက်ကိုအသေးပိတ်ထားလိုက်တာနဲ့တူတယ်လို့ထင်တာပဲဟုတ်လားဘာအသိဉာဏ်မှသူ့တန်တာမှာတိုးဖို့မလွယ်တော့ဘူးအရာရာသူကသိနေတာကိုလို့ထင်နေတာဟုတ်လား
အဲ့ဒါလိုမျိုးမာမာနတွေကြီးလာပြီဆိုလို့ရှိရင်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဘယ်ပေါ်မှာတင်းနေပြီပေါင်ပေါ်မှာတင်းနေပြီဦးဇင်းစဉ်းစားမိတာလေးတွေပြောချင်သေးတယ်ဗျာပုထုဇဉ်တွေဟာမာနကြီးလို့သာကြီးနေတာမာနကြီးလျာလည်းအကြောင်းဘာမှမရှိဘူးဘာပြုလို့လဲဆိုတော့စဉ်းစားကြည့်လေရှိလို့မာနကြီးတာလားတက်လို့မာနကြီးတာလားရှိလို့မာနကြီးတယ်တက်လို့မာနကြီးတယ်ဆိုရင်အဲ့ဒီရှိခြင်းအဲ့ဒီတက်ခြင်းတွေကကိုယ်ဘဝရဲ့ပြဿနာတွေအားလုံးအခက်အခဲတွေအားလုံးကိုတကယ်ဖြေရှင်းပေးနိုင်ပါသလားလို့ဒီမေးခွန်းလေးတစ်ချက်ကိုပဲမေးကြည့်စမ်းပါတုံလှုပ်သွားစေရမယ်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာမဖြေရှင်းနိုင်တဲ့ပြဿနာတွေအခက်အခဲတွေဒုနဲ့ဒေရှိနေတယ်ခန္ဓာကိုယ်ကြီးဟာတဖြည်းဖြည်းနဲ့အခြေအနေဆိုးတဲ့ဘက်ကိုသွားနေတာဗျဒကာဓမ္မတို့ဦးဇင်းတို့တွေကတတိမထားမိလို့သာပျော်နိုင်ကြတာကိုတဖြည်းဖြည်းနဲ့ကျန်းမာရေးမကောင်းတဲ့ဘက်ကိုသွားနေတာကင်ဆာလိုယောဂမျိုးသွက်ချပါဒလိုယောဂမျိုးပိသက်တို့စိတ်ကူးလေးနဲ့ဖြစ်ကြည့်စမ်းပါအဲ့ဒီအခြေအနေမျိုးမှာအဲ့ဒီအခက်အခဲကိုပြည်ပြည်လေးလေးကြီးကြီးလင်းလင်းဖြေရှင်းနိုင်တဲ့စိတ်သက်ခွန်အားအည်အသွေးငားမယ်ရှိပြီလားလို့မေးကြည့်ရှိပြီလားမရှိသေးဘူးသေချာပေါက်သေရမယ်အခက်အခဲသေရမယ်ပြဿနာနဲ့လူတိုင်းရင်ဆိုင်ရမယ်အရာအလုံးကိုဆွံ့ရမယ်ခွဲရမယ်ခွာရမယ်အနာဂတ်ဘဝတန်တရားဆိုတာဘယ်လိုအရာမှမသိသေးပဲနဲ့ရင်ဆိုင်ရမယ်ဘယ်နေရာကိုရောက်သွားမှမသိဘူးမိမိရဲ့အတွင်းတဏ္ဍာမှာလည်းအပယ်လေးပါးကိုကြားရောက်နိုင်တဲ့ဓာတ်တတ္တိတွေအပြည့်ရှိနေတယ်ဆိုတာလည်းဒီပိဋကကြီးသိတယ်အတိတ်တန်တရားတုန်းကလည်းအပယ်ကြရကြကြောင်းအလုပ်တွေအများကြီးလုပ်ခဲ့တယ်ဆိုတာလည်းသိတယ်အဲ့ဒါလို့တန်တရားရေးမှာလည်းတွေးကြည့်ရင်ဘာမှရင်လေးစရာမရှိသေးတဲ့မိမိရဲ့ပြဿနာအခက်အခဲတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒီတကယ့်ပြဿနာတကယ့်အခက်အခဲတွေကိုကိုယ်ရှိတာလေးနဲ့ရှင်းနိုင်သလားမရှင်းနိုင်ဘူးကိုယ်တက်တာလေးနဲ့အဲ့ဒီပြဿနာတွေကိုရှင်းနိုင်ပြီလားမရှင်းနိုင်ပါဘူးဗျဒကာဒကမတို့တကယ်စဉ်းစားကြည့်ရင်ရှိတာတွေတက်တာတွေကဖြေရှင်းလို့ရတဲ့ပြဿနာတွေဆိုတာတကယ့်နည်းနည်းလေးဖြေရှင်းလို့မရတဲ့ပြဿနာတွေကအပုံကြီးရှိနေတယ်ဟုတ်လားအဲ့ဒီတော့ဘာနဲ့တူလဲဆိုတော့ပညာရှိကြီးတွေပြောတဲ့စကားတစ်ခုကိုအမှတ်ရတယ်ပုထုဇဉ်တွေဟာဖားတွေနဲ့အင်မတန်တူတယ်တဲ့ဖားတွေဟာစောင်းစောင်းထိုင်တတ်ခါမျှကလေးနဲ့ငါခြင်သေးတကားလို့အင်မတန်မှန်ဝင်နေတဲ့သူ့မှာခြင်သေးနဲ့တူတာဆိုလို့ဘာလေးတစ်ခုပဲရှိစောင်းစောင်းကလေးထိုင်တတ်တာအဲ့ဒါနဲ့သူကသူ့ကိုယ်သူဘာထင်နေတယ်ခြင်သေးလို့ထင်တာတဲ့ဗျာအဲ့ဒါကြီးကန်းကတဏှာကကြည့်ပြီးတော့သူ့ကိုထိုးတုပ်သွားပြီဆိုတော့မှပြည့်ညက်နဲ့အော်တယ်တဲ့ခုပုထုဇဉ်တွေလည်းအဲ့ဒီတိုင်းပဲကျမကြီးလေးကောင်းတော့လုပ်ငန်းလေးတွေအဆင်ပြေတော့မဲငါခြင်သေးတကားဆောင်းတော့လေးထိုင်နိုင်သေးတာကိုဗျဟုတ်လားအေးနာခြင်းတရားသေခြင်းတရားလောကရန်တရားတွေထိုးနှက်လာပြီးကြီးကလားချီပြီးဆိုတော့မှပြည့်ညက်နဲ့អော်ရတာအဲ့ဒီကြတော့မျက်နှာလေးကဇီးရွက်လောက်ရှိတော့တာလို့ထင်တာပဲဟင်တကားကြီးတကားကြီးများနာခြင်းနဲ့တွေ့ကြည့်ပါသေခြင်းနဲ့တွေ့ကြည့်ပါစိတ်ကူးကြည်တာနဲ့တောင်အဆင်မပြေဘူးတက္ကမကြီးတွေအဆင်ပြေပြီလားဦးဇင်းကတော့ရိုးရိုးသားသားပဲပြောပါမယ်ဗျာအဆင်ပြေသေးဘူးနာရတဲ့တရားသေရတဲ့တရားကိုစိတ်ကူးနဲ့တောင်အဆင်မပြေသေးဘူးတကယ်ဆိုရင်တော့ပြောစရာမရှိမီးကိုစိတ်ကူးနဲ့ကင်ကြည့်ပြီးတော့တကယ်ကင်ကြည့်စိတ်ကူးနဲ့တကယ်ဘယ်ဟာကပို့ပြီးတော့ခက်ခဲမလဲတကယ်ကပို့ခက်ခဲမယ်စိတ်ကူးနဲ့တကယ်ဘာမှမဆိုင်ဘူးနော်အဲ့ဒါလိုပဲနာခြင်းသေခြင်းတရားကိုစိတ်ကူးနဲ့တောင်အဆင်မပြေတဲ့လူတစ်ယောက်ဒီတကယ်တွေ့လာတဲ့အခါမှာဘယ်လိုများရင်ဆိုင်ကြမှာလဲရှိတုန်းကလူတွေကတော့အများစုကတော့ကမ္မတကာပဲကွာဆိုပြီးတော့လှုပ်ချလိုက်ရတယ်ထင်တာပဲဒကာဓမ္မတို့ဦးဇင်းတို့တွေစဉ်းစားစရာလေးတွေကိုပြောနေတာဟုတ်လားမာနကြီးမဲ့တာကြီးနေတာမာနမကြီးလောက်ဖဲနဲ့ကြီးနေတာမာနကြီးလောက်သွားကြတဲ့အေးချမ်းတော်မူကြတဲ့ဒုက္ခကင်းတော်မူကြတဲ့အရိယာတွေကြတော့လေမာနကမကြီးတော့ဗျာဟုတ်လားဒုက္ခတွေအခက်အခဲတွေပြဿနာတွေနဲ့တန်းလန်းတဲ့လူတွေကမာနကြီးနေတာရေတရားမကောင်းဘူးလားကောင်းတယ်အဲ့ဒီလိုမာနမကြီးလောက်သေးသောပုဂ္ဂိုလ်တွေရဲ့မာနနိဗ္ဗာန်ရဲ့ဘယ်နှခုမြောက်အတားရှိလဲ၄ခုမြောက်အတားအစီတောင်ပေါ်မှာတင်းနေပါပြီဟုတ်ရဲ့လားဒါကြောင့်မိမိတို့ရဲ့မာနကိုလျှော့ချပြီးတော့ဂါရဝတရားနိဝါဒတရားနဲ့အသိဉာဏ်တွေရဲ့ဝင်ပေါက်ကိုကောင်းကောင်းဖွင့်ထားဖို့မလိုဘူးလားလိုတယ်နော်
ဒါကြောင့်တောင်ပေါ်မှာတင်တယ်ဆိုတာမာနဖြစ်တာကိုပြောတာလို့နားလည်ရနော်ဘယ်နှခုရှိသွားပြီ၄ခုရှိသွားပြီဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်ဒီလေးလုံးရလောက်ပြီလို့ထင်တယ်နော်ဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်လူတွေမဆဲနဲ့မဆဲရီလူဆဲတဲ့အပိုင်းရောက်လာပြီနော်ပဂရိတေတုံကြီးသည်လူဆဲရင်သမုဒ္ဒရာကိုမရောက်နိုင်သလိုသင်္ချစ်သားတို့လည်းပဲလူဆဲခြင်းရဲ့ခံရမယ်ဆိုရင်လူဆဲယူခြင်းကိုခံယူရမယ်ဆိုရင်နိဗ္ဗာန်တည်းဟူသောသမုဒ္ဒရာကိုမရောက်နိုင်ဘူးလူဆဲတယ်ဆိုတာဘာပြောတာလဲဆိုတော့ကတမောဇဘိကဝေမနုဿကာဟောဘိက္ခုจิตယဟံမနုဿကာဟောလူဆဲတယ်ဆိုတာကတမောဇဘာကိုပြောတာလဲဆိုရင်ဣရာဘိက္ခုဧကိသောကိဟိတံတတောဝိဟရတိသဟနန္တိသဟသောကိဒုက္ခိတေသူဒုက္ခိတောဒုက္ခိတေသူဒုက္ခိတောจิตသားတို့တဲ့လူဆဲတယ်ဆိုတာဘာပြောတာလဲဆိုတော့ဟောဒီသာသနာတော်မြတ်ကြီးမှာတချို့သောယဟန်တွေဟာဒီသုတ်တံကယဟန်တွေကိုဟောနေတာကိုယဟန်တွေကိုဥစားပေးပြီးတော့အဓိကထားပြီးတော့ပြောနေတာဆိုတော့ယဟန်တွေနဲ့ပတ်သက်တာကိုပဲဥစားပေးပြီးတော့ပြောတာလူတွေနဲ့သက်ဆိုင်တယ်ဆိုတာလဲနောက်နာကြတော့ဥစဉ်နဲ့ရှင်းပြပါမယ်လူဆဲတယ်ဆိုတာဘာပြောတာလဲဆိုတော့တဲ့ဒီသာသနာတော်မြတ်ကြီးမှာတချို့သောယဟန်တွေဟာဣရာဘိက္ခုဧကေသောကိဟိတံတတောဝိဟရတိဧကေသောအကျိုးသောယဟန်တို့သည်ကိဟိတံတတောလူသားတို့နှင့်ယောနောသည်ဟောတိဝိဟရတိဖြစ်၏ဝိဟရတိနေ၏လူတွေနဲ့ယောနောပြီးတော့နေတယ်တဲ့လူတွေကိုပေါင်းတယ်လူတွေနဲ့အင်မတန်ရင်းနှီးတယ်လူတွေနဲ့အင်မတန်ခင်တယ်အဲ့ဒီလိုဆိုတော့ဘာဖြစ်တုံးဆိုတော့သဟနန္ဒီသဟသောကိသဟနန္ဒီအတူတကွဝမ်းမြောက်ရ၏သဟသောကိအတူတကွစိုးရင်ရ၏ဒုက္ခိတေသူဒုက္ခိတောလူတွေချမ်းသာတော့အဲ့ဒီယဟန်ချမ်းသာတဲ့ဒုက္ခိတေသူဒုက္ခိတောလူတွေဆင်းရဲတော့ဆင်းရဲတယ်လူတွေနဲ့အတူတကွဝမ်းသာလူတွေနဲ့အတူတကွဝမ်းနေလူတွေချမ်းသာတော့အဲ့ဒီယဟန်ချမ်းသာလူတွေဆင်းရဲတော့အဲ့ဒီယဟန်ဆင်းရဲတာသူ့ရဲ့ချမ်းသာဆင်းရဲဟာလူတွေပေါ်မှာမူတည်နေတာနောက်ယောဘနှိုးပါများလာတော့လူတွေရဲ့အမှုကိစ္စကိုတောင်မှဆောင်ရွက်ပေးရတဲ့ရိုင်းရိုင်းပြောရရင်လူတွေခိုင်းတာစေတာကိုခံရတဲ့ဘဝမျိုးကိုတောင်ရောက်သွားတယ်တဲ့ဒီခေတ်ကြီးမှာဒီလိုယဟန်နေမရှိဘူးလားရှေးခေတ်ကြီးတုန်းကလည်းရှိခဲ့တာပါပဲအဲ့ဒီတော့လူတွေနဲ့ယောဘနှိုးပါများတော့လူတွေရဲ့ခံစားချက်တွေကုဆက်ပြီးတော့အစကတော့ကရုဏာတွေဘာတွေလည်းဖြစ်မှာပေါ့ဗျာနောက်တော့လူတွေရဲ့အကြောင်းအရာတွေကခေါင်းထဲမှာအများကြီးနေရာဝင်ယူပြီးတော့လူတွေတွေးပြီးတော့လူတွေနဲ့အင်မတန်နှိစက်ပြီးတော့အတူတကွဝမ်းသာဆင်းရဲတွေဖြစ်ကုန်တော့မူရင်းရည်ရွယ်ချက်ဖြစ်တဲ့မြင့်မြတ်သောအကျင့်ကိုကျင့်ပြီးတော့တန်တရားဝုတ်ကလွတ်အောင်ယုံမယ်ဆိုတဲ့မူလဗราဏရည်ရွယ်ချက်တွေပျက်စီးသွားရောအဲ့ဒီယဟန်လူစေခံရတာတဲ့အဲ့ဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့လူသားတွေနဲ့ပတ်သက်အောင်ဆိုင်အောင်တွေးမယ်ဆိုရင်လည်းပဲတွေးလို့ရတယ်တချို့လူမှုရေးတွေသိပ်ပြီးတော့များတယ်ဆက်ဆက်မှုတွေများတယ်ဟိုလူနဲ့လည်းခင်လိုက်တယ်ဒီလူနဲ့လည်းသိလိုက်တယ်ဟိုလူကိစ္စလည်းလုပ်ပေးတယ်ဟာဘယ်နေရာဖြစ်ဖြစ်သူပါနေတယ်အဲ့ဒါလိုလူမှုရေးတွေများလွန်းပြီးတော့ဆက်ဆံမှုတွေများလွန်းပြီးတော့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့လူဘဝလေးတန်ဖိုးရှိတဲ့အလုပ်တွေကိုလုံနိုင်ခွင့်ဆုံးရှုံးသွားခြင်းသည်အဲ့ဒါဘာဆဲခံရတာအေးဒါတရားဓမ္မတို့ခံစားဖို့ပါလိမ့်မယ်တခါတလေမကင်းနိုင်တဲ့လူမှုရေးတရားလေးတွေရှိပြီးတော့ကုသိုလ်ရေးတွေလုတ်ပိုင်ခွင့်တွေဆုံးရှုံးသွားတာတွေအများကြီးမရှိဘူးလားဖိတ်ထားတာမသွားလို့မကောင်းဘူးပိဋကရေမသွားလို့မကောင်းဘူးဆိုတဲ့ကိုကစားသွားခြင်းလို့သွားတာလားမသွားခြင်းပဲနဲ့သွားနေတာလားအဲ့ဒါဖိတ်တဲ့လူတွေသတိထားနော်ကိုယ့်ရဲ့ပွဲလန်းသမင်ဖိတ်ရင်လည်းသူများအဲ့ဒါလိုခံစားရလိမ့်မယ်လို့ကိုချင်းစာကြည့်တချို့ပွဲလန်းသမင်တွေဟာယုံနဲ့ဘာအဓိပ္ပာယ်မှမရှိဘူးတက်တက်အချိန်ဖြုံးကြတာတက်တက်ငွေကုန်ကြတာတက်တက်တန်ဖိုးရှိတဲ့ခွန်အားတွေအချိန်တွေကိုဖြုံးကြတာဟုတ်လားအဲ့ဒီတော့ကိုသူများရဲ့ပွဲကိုသွားတော့ဘယ်လိုခံစားရသလဲကိုပွဲကိုသူများလာတော့လဲဘယ်လိုခံစားရမှာလဲအဲ့ဒါကိုစဉ်းစားပြီးတော့ပ
ပွဲလန်းသဘင်တွေရဲ့အဓိပ္ပာယ်ရှိမှုမရှိမှုကိုဒီလူတွေဉာဏ်ကြီးပါတယ်ကိုယ်တိုင်ပဲအကဲမဖြတ်နိုင်ဘူးလားဖြတ်နိုင်တယ်ဒါကြောင့်လူဆယ်ခံရလို့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ခွန်အားတွေအချိန်တွေဆုံးရှုံးသွားတာကုန်သွားတာတွေများလှပါပြီဟုတ်ရလားအရေးကြီးတယ်နော်တခါကြီးမိုက်များပဂရိတစ်တုံးကြီးလူဆယ်သွားတော့ဟာတစ်တုံးကြီးကသိကောင်းတယ်ကျွန်းသားပဲဟာပြင်းကလေးပဲဟာဆိုရင်တော့ဦးဇင်းတို့ရုပ်ထုတွေဘာတွေထုပရိဘောဂပစ္စည်းတွေဘာတွေလို့ဝင်းပြောင်းပြီးတော့အိမ်ပေါ်မှာအခန့်သားနေမှာပေါ့နော်အကယ်၍အဲ့ဒီတစ်တုံးကြီးကအင်သားကြီးဘာမှသုံးမရဘူးအချောက်ကြီးထင်းသားကြီးလို့ဖြစ်နေတယ်ဆိုရင်တော့လူတွေကဘာလုပ်ပြစ်လိုက်ထင်းခွဲပြီးတော့စိုက်ပြစ်လိုက်မှာနော်အဲ့ဒါလိုပဲလူဆယ်ခံရတဲ့ယဟန်တစ်ပါးရဲ့ဘဝလူဆယ်ခံရတဲ့လူသားတစ်ယောက်ရဲ့ဘဝကိုကသိပြီးတော့အစွမ်းရှိတဲ့တတ္တိကောင်းတယ်အစွမ်းတတ္တိထက်တယ်ဆိုရင်တော့အင်မတန်ကောင်းတဲ့နေရာမှာနေကောင်းနေရမယ်နော်ကိုကသိပြီးတော့အစွမ်းမရှိဘူးဆိုတော့ထင်းတုံးလို့ခွဲပြီးတော့မီးဆိုင်ခံရတဲ့အခြေအနေမျိုးကိုမရောက်နိုင်ဘူးလားဒါကဥစဉ်ကချက်ထွင်ပြီးတော့စဉ်းစားကြည့်တာပါအဲ့ဒီတော့ပရိဘောဂပစ္စည်းပဲဖြစ်ဖြစ်ထင်းခွဲပြီးတော့စိုက်ခံရတယ်ပဲဆိုဒီတစ်တုံးကြီးသမုဒ္ဒရာကိုမရောက်တာတော့သိကြတယ်အဲ့ဒီတော့တချို့လူတွေကဟာငါမပါရင်ဒီပွဲကမပြီးဘူးဟေးလို့ဘဝင်နေနဲ့ကျဉ်းနှံ့ပြီးတော့နေတာကောင်းတော့ကောင်းတယ်လို့ပဲနော်ပရိဘောဂပစ္စည်းဖြစ်တယ်လို့လေးပေါ့ဟုတ်လားထင်းခွဲခံရတဲ့တစ်တုံးနဲ့တော့အဆင့်မြင့်တယ်ပေါ့သို့တော့အဲ့ဒီသို့တော့ကထိတ်လန့်တဲ့အကောင်းတယ်အခွင့်အရေးတွေနိဗ္ဗာန်ရောက်နိုင်တဲ့အခွင့်အရေးတွေဆုံးရှုံးသွားတာချင်းတော့အတူတူပါပဲဗျဟုတ်လားအဲ့ဒီတော့လူဆယ်ခံရတာနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ပြောလို့ဆုံးမမလားမဆုံးဘူးတရားလေးတွေကိုတကယ့်ဘဝမှာချပြီးတော့တွေးတတ်ဖို့လိုတယ်သိတတ်ဖို့လိုတယ်ဟုတ်ရဲ့လားဒါကြောင့်လူဆယ်ခံရခြင်းဆိုတာဘာပြောတာလဲဆိုရင်လူမှုရေးတွေများပြီးတော့ကိုယ်ကိစ္စအရေးကြီးတဲ့ကိစ္စတွေလက်လွတ်သွားတာအဲ့ဒါလူဆယ်ခံရတာနော်ဒါကြောင့်လူဆယ်ခံရတာကိုဦးဇင်းတို့ပိဋကဒီလောက်နဲ့ကျင့်တတ်ရမယ်လူဆယ်ပြီးရင်ဘာဆယ်မယ်နတ်ဆယ်မယ်ဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်လူတွေမဆယ်နတ်မဆယ်ဒီရောက်သွားပြီနတ်ဆယ်သွားတဲ့တစ်တုံးတုံးသမုဒ္ဒရာနဲ့ဝေးသွားတယ်လို့မျိုးနတ်ဆယ်ခံရတဲ့ယဟန်တစ်ပါးနတ်ဆယ်ခံရတဲ့လူသားတစ်ယောက်လည်းပဲနိဗ္ဗာန်နဲ့ဝေးတတ်တယ်နတ်ဆယ်ခံရတယ်ဆိုတာဘာပြောတာလဲဆိုတော့ကတမောဇဘိက္ခုအမနုဿာကာဟောဣရာဘိက္ခဝေဧကိသောအညတရံဒေဝနိကာယပဏိဒါယဗြဟ္မစရိယံစရတိဘိက္ခုจิตာယဟံအမနုဿာကာဟောနတ်ဆယ်ခံရတယ်ဆိုတာကတမောဇဘာပြောတာလဲဆိုရင်ဣရာဤသာသနာတော်မြတ်ကြီး၌ဧကိသောအချို့သောပုဂ္ဂိုလ်တို့သည်အညတရံဒေဝနိကာယံတစုံတစ်ခုသောနတ်ဗြဟ္မာတို့ရဲ့အဖြစ်ကိုပဏိဒါယတောင်းတလိုခြင်းပြီးတော့ဗြဟ္မာစရိယံမြတ်သောကျင့်ကိုစရတိကျင့်သုံးနေတယ်နတ်ဆယ်ခံရတယ်ဆိုတာဘာပြောတာလဲဆိုတော့တချို့သောပုဂ္ဂိုလ်တွေတချို့သောယဟန်တွေတချို့သောလူတွေမြတ်သောအကျင့်ကိုကျင့်တော့ကျင့်နေတာပဲတဲ့ဒါပေမဲ့ဘယ်လိုရည်ရွယ်ချက်နဲ့ကျင့်နေတာလဲဆိုတော့အညတရံဒေဝနိကာယံတစုံတစ်ခုသောနတ်ဒီမြမာရိယအဖြစ်ကိုပဏိဒါယလိုလားတောင်းတပြီးတော့ဗြဟ္မရှိယံမြတ်သောကျင့်ကိုစရတိကျင့်သုံးနေတယ်ဘာကိုလိုချင်လို့ကျင့်နေတာလဲနတ်တို့ဗြဟ္မာတို့ရဲ့အဖြစ်ကိုလိုချင်လို့ကျင့်နေတာတဲ့ဟုတ်ရဲ့လားအဲ့ဒီလိုနတ်တို့ဗြဟ္မာတို့ရဲ့အဖြစ်ကိုလိုချင်လို့အကျင့်မြတ်ကိုကျင့်နေတယ်ဆိုလို့ရှိရင်အဲ့ဒါနတ်ဆယ်ခံရတာပဲတဲ့စဉ်းစားစရာဘာရှိလာလဲဆိုတော့မြတ်သောအကျင့်ကိုကျင့်တော့ကျင့်တာပဲရည်ရွယ်ချက်ကွာသွားတာနဲ့ပန်းတိုင်ကွာသွားတာပန်းတိုင်ကွာသွားတာနဲ့ရောက်ရာဒေတာကွာသွားတာဟုတ်ရဲ့လားနိဗ္ဗာန်ကိုတောင်းတပြီးတော့လုပ်တယ်ဆိုရင်နိဗ္ဗာန်ရမှာပဲနတ်ပြည်ကိုတောင်းတလုပ်တယ်ဆိုရင်နတ်ပြည်ရမှာပဲတချို့အဲ့ဒီအရှင်းတောင်မရှိဘူးဗျာဦးဇင်းတို့တွေးမိတယ်ဒါနတွေပြုတယ်သီလတွေစောင့်တည်တယ်ဘာဝနာတွေပွားတယ်နတ်ပြည်ရောက်ချင်တယ်ဆိုတဲ့အရှင်းတောင်မရှိဘူးဗျာဂုံပကာသနာတစ်ခုကိုမျှော်လင့်ပြီးတော့လူသိသေးခြင်းနဲ့စိတ်တွေနဲ့လုံနေတာတွေမရှိဘူးလားရံဖာရံခါမိမိတို့ကိုယ်၌ကိုပဲအဲ့ဒီအတွေးတွေဥသိပြီးတော့လုံမိနေတာတွေမရှိဘူးလား
ရှိတယ်ဦးဇင်းတို့ကတော့တည်တည်ချာချာလည်းပဲကိုစားပြုတ်ပြီးတော့စဉ်းစားကြည့်ဘူးပါတယ်ကောင်းတဲ့အလုပ်တွေကိုလှုပ်တိုင်းနိဗ္ဗာန်ရောက်ချင်လို့စိတ်နဲ့လှုပ်နေတယ်ဆိုဖို့ပြောရခက်တယ်အဲ့ဒီလိုပြောဖို့ပြောရခက်တယ်ဟုတ်လားဂုံတို့ပကာသနာတို့ထင်ရှားစွာသူများသိသိခြင်းနဲ့စိတ်အရေးမရအဖတ်မရနော်တခါကြီးဒီမကြီးများဒီဂုံတွေဒီပကာသနာတွေဟာတကယ်စင်စစ်မျက်စိနဲ့လည်းမြင်လို့ရတာမဟုတ်စားလို့လည်းရတာမဟုတ်ဒါပေမဲ့အဲ့ဒီကိစ္စကိုရှေ့တန်းတင်ပြီးတော့လှူးနေတဲ့ပုံကိုယ်တွေမရှိဘူးလားတချို့ကပီးထိုးမပေးဘူးဆိုရင်မကျေနပ်ဘူးလှူတဲ့အလှူတောင်ပြန်ရုပ်သိမ်းသွားတာတွေရှိဘလောက်ဆိုးနေတော့နော်ကဲတချို့သီလဆောက်တည်တယ်တချို့ရိတ်သားတွေသွားတယ်စခန်းပွဲတွေသွားတယ်တို့ကဘယ်နှကြိမ်ရှိပြီလို့လက်မထောင်ကျင်တဲ့စိတ်ကလေးတွေတချို့သောပုဂ္ဂိုလ်မှရှိမရှိဗျာကဲနတ်ပြည်ရောက်ချင်တယ်ဆိုတဲ့အဆင့်နဲ့တောင်ဘာဖြစ်နေလဲနှိမ်ချနေတယ်ဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေစဉ်းစားရမယ့်အချက်ကလေးတွေကရည်ရွယ်ချက်မှန်ဖို့လိုတယ်ဆိုတာလေးမြတ်စွာဘုရားကတော့ဒါနပဲပြုသီလပဲဆောက်တည်ဘာဝနာပဲပွားများဒေဝံပတိဋ္ဌဘိက္ခဝေဒါနံဒါတဗံဒေဝံပတိတဝါဒေဝံမိစ္ဆရတငြိမ်းရမနဲ့နိဗ္ဗာန်ကိုပတိတဝါလိုလားတောင့်တပြီးတော့ဒါနလူဒါနကိုဒါတဗံပြုလိုက်ကုန်၏သီလကိုရခိတဗံဆောင်ထိန်သင့်ကုန်၏ဘာဝနာတရားကိုဘာဝေတဗံပွားများတိုက်ကုန်၏ဘာပဲလှုပ်ကောင်းတာလှုပ်တဲ့နေရာမှာလောဘဒေါသမောဟမိတွေငြိမ်းပြီးတော့အေးချမ်းခြင်းအစစ်ငြိမ်းချမ်းခြင်းအစစ်ကိုရပါစေအထောက်ပံ့ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ဗာလဲလုပ်ရမှာအခုတော့နတ်ဆယ်ခံရတယ်ဆိုတဲ့အဖြစ်ထက်အောက်တန်းကြတဲ့ဘာမှရရာပြောမရတဲ့လောဘရဲ့အလိုကိုလိုက်ပြီးတော့ဂုံပကာသနာရှည်တန်းတင်ပြီးတော့လုပ်နေတဲ့ကောင်းမှုကုသိုလ်ရှင်တွေလောကကြီးမှာမများဘူးလားအဲ့ဒီထဲမှာမိမိတို့မပါအောင်သဘောထားရမယ်ဟုတ်ရဲ့လားအေးဒါကြောင့်နတ်ဆယ်တယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့လည်းပဲတွေးတောစရာတွေအများကြီးမရှိဘူးလားရှိတယ်ဣတိမံစနောဇာနာတုတိငါဒီလိုလုပ်နေတယ်ဆိုတာလူအပေါင်းတို့သိပါစေဆိုတဲ့စိတ်နဲ့ဗြဟ္မစရိယမြတ်သောကျင့်ကိုနဟုတ်တတိမကျင့်သုံးအပ်ဘူးတဲ့အပီးအပြင်ကိုမြတ်စွာဘုရားတားတာဘယ်လိုစိတ်နဲ့မြတ်သောကျင့်ကိုကျင့်ရမှာလဲဆိုတော့စောင့်စည်းနိုင်ခြင်းအလို့ငါ၎င်းပယ်ရှားနိုင်ခြင်းအလို့ငါ၎င်းချုပ်ငြိမ်းဖို့ရအလို့ငါ၎င်းနိဗ္ဗာန်အလို့ငါ၎င်းမြတ်သောကျင့်ကိုကျင့်ရမယ်ဒီလိုသင်ထားတာတွေမရှိဘူးလားမြတ်စွာဘုရားကတော့တိတိကျကျစစ်ဆက်အသေးစိတ်အကုန်သင်ထားတာနော်တရားဓမ္မတို့ဦးဇင်းတို့တွေတကယ်အကျိုးကိုလိုလားတယ်ဆိုရင်ဒါတွေကိုသိမြင်အောင်နားလည်အောင်ဘ ഹു တုတ္တရှိအောင်လေ့လာပြီးတော့တတ်နိုင်သမျှလိုက်နာဖို့ပဲလိုတယ်မဟုတ်လားအေးဒါကြောင့်နတ်ဆယ်တယ်ဆိုတာဘာပြောတာလဲသဘောပေါက်ကြပြီဟုတ်ရဲ့လားတစုံတစ်ခုကနတ်အဖြစ်ကိုလိုလားတောင့်တပြီးတော့မြတ်သောအကျင့်ကိုကျင့်နေတယ်ဆိုရင်နတ်ဆယ်ခံရတာဟုတ်ရဲ့လားအဲ့ဒီတော့အန္တရာယ်တွေအတားအဆီးတွေဘယ်နှခုရှိသွားပြီ6ခုရှိသွားပြီနော်ဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်လူတွေမဆဲနတ်မဆဲရီဒီရောက်သွားပြီနော်လူတွေမဆဲနတ်မဆဲရီဝဲမမြုပ်ရွှေမပုတ်တော်သမုတ်ပင်လေရောက်လိမ့်ဒီဝဲမမြုပ်ဝဲထဲမှာခြားလက်ခတ်ပြီးတော့တစ်တုံးကြီးမြုပ်သွားမယ်ဆိုလို့ရှိရင်ပဂရိဝဲကိုမျက်စိထဲမှာမြင်ဘူးပြီးသားနော်အဲ့ဒီလိုဆိုရင်အဲ့ဒီတစ်တုံးကြီးဟာသမုဒ္ဒရာကိုမရောက်နိုင်တယ်လို့မျိုးတဖြည်းဖြည်းနဲ့အန္တရာယ်တွေကကြောက်เสียပူကောင်းတဲ့နေရာကိုရောက်လာတယ်နော်ဝဲဆိုတော့ပူကြောက်เสียကောင်းတာပေါ့ဝဲရဲ့သဘောတဘာဝတည်ယုံထွက်ဖို့ခက်တယ်ဆိုတဲ့အဓိပ္ပာယ်တခါတည်းမပါဘူးလားပါတယ်အဲ့ဒီလောက်ဆိုတဲ့ဝဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာလည်းပဲဝဲတွေအသီးသီးရှိအဲ့ဒီဝဲမှာမကြာခဏနစ်မြုပ်ရတယ်အဲ့ဒီဝဲကဘာပြောတာလဲဆိုရင်တဲ့အာဝတကာဟောတိခောဘိက္ခုပင်စံနေတံကာမဂုဏနာအဓိဝဆနံဘိက္ခုจิตယဟံအာဝတကာဟောတိဝဲမြုပ်တယ်ဆိုတဲ့ဧတံဤအမည်တွေကပင်စံနံ6ပါးကုန်သောကာမဂုဏနာကာမဂုဏ်တရားတို့ရဲ့အဓိဝဆနနာမည်ပေသည်
ပြင်ဆန္ဒ၅ပါးကုန်သောကာမဂုဏနာကာမဂုဏ်တရားတို့ရဲ့တိဝေစနာနာမည်ပေသည်အာယုံ၅ပါးကာမဂုဏ်တရားလို့ဒီပိသက်ကြီးနားထဲမှာရိုးနေအောင်ဤနေအောင်ကြားဖို့တယ်နော်အရှင်အတန်အနံအရသာအတွေ့အထိလိုလားနှစ်သက်ဖွယ်အဲ့ဒီအာယုံ၅ပါးသည်ဒီသုတ်တံဒေသနာတော်မှာဝဲလို့မြတ်စွာဘုရားနာမည်တက်တယ်ပဂတိဝဲသည်သူ့ဆက်ကွင်းထဲကိုဝင်မိတယ်ဆိုလို့ရှိရင်ယုံထွက်ဖို့မခက်ဘူးလားတဖြည်းဖြည်းနဲ့ဝဲရဲ့ဗဟုချက်ကိုရောက်ပြီးတော့နှိမ့်ပြီးတော့နောက်ဆုံးစုပ်ပြီးတော့မြုပ်သွားတယ်မြန်ပေါ်လာဖို့ဘလောက်ခက်သွားလဲအကြီးကျယ်ခက်သွားတယ်ဟုတ်လားအဲ့ဒါလိုပဲကာမဂုဏ်၅ပါးကိုဆွဲမဲ့မိပြီဆိုလို့ရှိရင်အစင်ကိုပဲဖြစ်ဖြစ်အတန်ကိုပဲဖြစ်ဖြစ်စကားလေးတစ်ခုရှိတယ်ဗျစမိရင်ဆွဲတယ်တဲ့အင်မတန်မှန်တာပဲအာယုံတစ်ခုခုကိုစပြီးတော့ကြိုက်မိပြီဆိုလို့ရှိရင်နောက်ထပ်ဒုတိယအကြိမ်ထပ်တန်းတာတယ်ဒုတိယအကြိမ်ပြီးရင်တတိယအကြိမ်တချို့အရာတွေကိုအကြိမ်ပေါင်းဘလောက်မိမိတို့မမောခဲ့ပြီးပြီလေတခါလာလဲဒီနာတခါလာလဲဒီနာပဲရစ်သည်နဲ့မထွက်နိုင်ဘူးဒီပိဋကသဘောပေါက်တယ်နော်မနေ့တုန်းကလည်းဘယ်လိုအာယုံနဲ့နေခဲ့တာလဲဒီအာယုံနဲ့နေခဲ့တာပဲမနှစ်တုန်းကလည်းပဲဒီအာယုံနဲ့နေခဲ့တာပဲအရင်ဘဝတုန်းကလည်းပဲနောက်ဘဝကြရင်ကိုဒီနာကခွာနိုင်သလားမခွာနိုင်ဘူးဗျငါအာယုံပင်အစုခင်မှုနဲ့နေကုန်နေယခုမေဘုံလိုတွေ့မဲ့ကြုံစခန်းကြားဘူးတယ်မို့လားဒီတေးတဲ့လေးလေဒီစတော်ကြီးရေးကြတာလေငါအာယုံပင်အစုခင်မှုနဲ့နေကုန်နေယခုမေဘုံလိုတွေ့မဲ့ကြုံစခန်းပေလေးဝသောကဘုံမှာမျောရယုံရှိတော့ကမံအာယုံ၅ပါးကိုဘယ်နဲ့မစင်နဲ့နှိုင်းပြီးတော့ဆရာတော်ကြီးကရေးတာအဲ့ဓာတွေကိုပဲခင်မင်းနေတာနဲ့အချိန်ကုန်ပြီးတော့တရားဓမ္မတို့ဦးဇင်းတို့တွေဟာတဖြည်းဖြည်းနဲ့အကျင့်မြတ်နဲ့ဝေးပြီးတော့အပင်လေးပါးကိုရောက်ကြောင်းကာယကံမှုဝစီကံမှုမနောကံမှုတွေပြုတ်ပြီးတော့နောက်ဆုံးဘဝဇတ်သိမ့်မလှမပဖြစ်တတ်တယ်လို့ဒါပြောတာငါယုံပင်အစုခင်မှုနဲ့နေကုန်နေယခုမေဘုံလိုတွေ့မဲ့ကြုံစကံပေလေးဝသောကဘုံမှာမျောရယုံရှိတော့ကမံအဝီစီတောင်းအငူမှာကောင်းမပြူစရံနေအရှိနေမြည်လန်းကိုလာနေမျောစံနင့်ကိုဒေသနာထင်လင်းရဲ့နဲ့နေဖြင့်ပူရတ္တပူဒီလောဘဇရိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့နောင်အသစ်တကယ်ပြင်လျင်ကောင်းဖို့အရှင်ခွင်သာကြိုက်ကမှာမလိုက်ခြင်းလျက်အမိုက်နှင်ပြင်ရှိသေးလေလိမ့်လားခွင်သာတုံးမှမယုံခြင်းလျက်ရှုံးနှင်ပြင်ရှိသေးလေလိမ့်လားခွင်သာစဲမှမခဲခြင်းလျက်အလွဲနှင်ပြင်ရှိသေးလေလိမ့်လားလို့ဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့ဒီလိုအနှစ်သာရရှိတာလေးတွေကိုရွတ်ပြီးတော့နေရတယ်ဆိုရင်မိမိတို့ရဲ့စိတ်ဟာမြင့်မြတ်တဲ့အာယုံမှာမတည်နိုင်ဘူးလားတည်နိုင်တယ်ဗျဟုတ်လားဒါကြောင့်ကာမဂုဏ်ဆိုတာဝဲနဲ့တူတယ်တဖြည်းဖြည်းနဲ့အလဲဗဟုချက်ကိုစုပြီးတော့နစ်သွားရင်တဖြည်းဖြည်းနဲ့အောက်ကျတဲ့ဘဝကိုရောက်ပြီးတော့ဒီစက်ကွင်းကလွတ်ကင်းအောင်မယုံနိုင်မဲနဲ့ကိုယ့်ရဲ့အနှစ်သာရရှိတဲ့အလုပ်တွေနဲ့ဝေးသွားတဲ့သဘောကိုဆွဲသွားတဲ့သဘောမရှိဘူးလားကာမဆိုတဲ့ဝဲဟာမြင့်မြတ်တဲ့အလုပ်နဲ့ဝေးရာကိုဆွဲသွားတဲ့သဘောရှိသူ့နေရာကိုရောက်သွားပြီဆိုရင်လည်းပြန်ထွက်ဖို့ခက်တယ်နော်တခါကြီးမိုင်များဒါကြောင့်ကာမဝဲကိုလွတ်အောင်ရှောင်ဖို့မလိုဘူးလားလိုတယ်ပြောလို့သာပြောရတာနော်အဲ့ဒီတည်းပဲအချိန်ကုန်နေတာများနေတယ်တူကိုနော်အဲ့ဒါလည်းကိုအချိန်ကုန်တော့ကိုယ်ကိစ္စလေးတွေဆုံးရှုံးသွားတာပေါ့ဗျာအာရမဏငါကာမဤယတခန္ဓာကာမသာတို့ဖမ်းများကာလတဘဝလုံးတဏှာကြည်ကြုံမတော်လှမ်းပဲဆံကမလုတ်တငုံဖြင့်သုံးလျာစေဖြစ်ခဲ့အပိုင်မလွန်နိုင်ကြောင်းသားတိုင်မြေရောက်တည်တွမြောက်လီမဖောက်မပြန်ကျွန်ရိုးမှန်၍နိရန္တရာကိုကိစ္စကိုစိတ်ကပဲ၍မအောင်မေ့သာကျွန်လေးကျွန်လာကျွန်မူရာနှင့်တဏှာလိုစုအရှင်းမှု၌မပြုတ်မနေမရကြည်သည်ဒီသောမြေတွင်မူတင်းလင်းနဲ့ဆင်းရသည်သာလက်မကွာရှင်စောတော်တုန်းကလေဒီစလိုဘုရားကြီးရဲ့အဆုံးအမ
အခုဟာကမန်လေစတော်ကြီးရဲ့အဆုံးအမဟုတ်လားတစ်ခေါက်တော့ပြန်နားထောင်ကြည့်အင်မတန်ကောင်းတယ်ဗျအာရမဏငါးကာမဤယတခံစားကာမသာတို့ဖန်မြာကာလတဘဝလုံးတဏှကြေကြုံမတော်လှမ်းမဲတဘဝလုံးဒီအာယုံ၅ပါးကိုခံစားပြီးတော့တဏှာအရှင်သခင်ကြီးရဲ့ကြေးကြုံအဖြစ်နဲ့ဒီအရှင်သခင်ကိုမတော်လှန်နိုင်ဘဲနဲ့နားလေတယ်နော်ဖန်မြာကာလတဘဝလုံးတဏှကြေကြုံမတော်လှမ်းမဲစံကမလုံးတငုံငုံဖြင့်သုံးလျာစစ်ဖြစ်ခဲ့အပိုင်မလွန်နိုင်ကြောင်းစစ်ပွဲမှာရှုံးတဲ့လူတွေကိုနိုင်တဲ့လူတွေက၃ပန်းဆိုပြီးတော့ဖမ်းသွားတာတွေမရှိဘူးလားအေးအဲ့ဒီစစ်၃ပန်းများလို့မိမိတို့ကိုလည်းပဲတဏှာအရှင်သခင်ကြီးက၃ပန်းလို့ကိုယ့်ကိုဖမ်းသွားတာအဲ့ဒါကိုသူကတင်စားတာသုံးလျာစစ်ဖြစ်ခဲ့အပိုင်မလွန်နိုင်ကြောင်းသားတိုင်မြေရောက်တီတွန်းမြောက်တီမဖောက်မပြန်ကျွန်ရိုးမှန်၍ကျွန်ပြုတ်ထားလိုက်တာအဲ့ဒါသားတွေမြေတွေမြစ်တွေတီတွေတွတ်တွေရတော့လည်းပဲကိုကအင်မတန်ရိုးသားတဲ့သစ္စာရှိတဲ့ကျွန်ကြီးဖြစ်နေတာဆိုတော့ဘယ်သူ့အပေါ်မှာသစ္စာရှိတာတော့တဏှာအရှင်သခင်ကြီးရဲ့အပေါ်မှာတရားဓမ္မတို့ဦးဇင်းတို့တွေကသစ္စာရှိနေတာသူပြောရင်ကောင်းကြီးတယ်သူပြောရင်လက်ခံတယ်ဒါပြောတာနော်သားတိုင်မြေရောက်တီတွန်းမြောက်တီမဖောက်မပြန်ကျွန်ရိုးမှန်၍အင်မတန်ရိုးသားတဲ့သစ္စာရှိတဲ့ကျွန်ကြီးတစ်ယောက်ပေါ့ဗျာမဖောက်မပြန်ကျွန်ရိုးမှန်၍နိရန္တရာကိုကိစ္စကိုစိတ်ကဘယ်၍မအောင်မေ့တာဒါနမှုသီလမှုဘာဝနာမှုအကျိုးကြီးမဲ့မိမိရဲ့ကိစ္စအစစ်အမှန်အကျိုးရှိတဲ့ကိစ္စတွေကိုမကြံစီအားပဲနဲ့ဒါပြောတာနော်နိရန္တရာကိုကိစ္စကိုစိတ်ကဘယ်၍မအောင်မေ့တာကျွန်လစ်ကျွန်လာကျွတ်မူရာနဲ့တဏှာလိုစုအရှင်မှု၌မပြုတ်မနေမရကြည်သည်အရှင်သခင်ကြီးကလွှမ်းမိုးထားတာဆိုတော့ကိုယ်ကိစ္စကိုမလုပ်အားပဲနဲ့သူ့အလုပ်တွေကြီးလုပ်ပေးနေရတယ်တဲ့ဒီလူတွေနားမဝေဘူးအကုန်သိတယ်ဟုတ်လားတဏှာလိုစုအရှင်မှု၌မပြုတ်မနေမရကြည်သည်သေသောမြေတွင်မူတင်းလင်းနဲ့ဆင်းရသည်သာလက်မကွာရှင်သေတောင်မှသူ့ရဲ့အလုပ်တွေသူ့ကိစ္စတွေတန်းလန်းနဲ့ခေါင်းနဲ့ဆင်းရမယ်တဲ့တန်ဝေကရမယ်ဆိုရင်တော့ရစရာသိကောင်းတာပေါ့ဟုတ်လားဘယ်သူရေးခဲ့တာလဲမန်လေစောကြီးရေးခဲ့တာဗျဟုတ်လားဒါကြောင့်ကာမဒီဟုသောဝဲထဲမှာတဝဲလေလေတရစ်တီတီနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေနေခဲ့တာတော်ပြီရောင်ရဲပြီတင်းတိမ်ပြီဒီကိစ္စတွေကိုအသာလေးခောက်ထားပြီးတော့မြင့်မြတ်တဲ့ဘက်ခြေလန်းလှဲ့အောင်မယ်ဥဒေအောင်မယ်လို့စိတ်ကသိပ်ပြီးတော့မလာဘူးဟုတ်ရလားသူကလည်းရောင်ရဲတဲ့သဘောတော်ပြီဆိုတဲ့သဘောကိုဖြစ်စေတယ်ဆိုတာမရှိဘူးဗျဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားလက်ထက်ကယဟန်တော်လေးတစ်ပါးရှိတယ်နည်းနည်းလေးပြောလိုက်အောင်မယ်အဲ့ဒါဒီနေ့သူကယဟန်ပြုတ်ပြီးတော့ဒေသစာရီလှည့်လည်ရင်းနဲ့သူ့ရဲ့ဇာတိရက်မှာကျန်နေတဲ့ဖအေကြီးဖအေတစ်ခုသားတစ်ခုမအေကမရှိတော့အဲ့ဒါဖအေကယောဂအသေးအထံဖြစ်တော့ငါသားလေးဘယ်စီမြဲရောက်နေလဲမသိဘူးအဲ့ဒါနဲ့သူ့ရဲ့ညီတွေယဟန်တော်ရဲ့ဦးလေးတွေဦးကြီးတွေကိုခေါ်ပြီးတော့ငါတို့ဒီတောင်ကကြောမယ်မထင်ဘူးအဲ့ဒါကြောင့်ငါသားလေးပြန်လာရင်ပေးလိုက်ပါဆိုပြီးတော့သားလေးကိုစုထားတဲ့အသဗျာတရားအဲ့ဒါလေးကိုဦးကြီးပါကြီးတွေရဲ့လက်ကိုအပ်ပြီးတော့အဲ့ဒီယဟန်တော်လေးရဲ့ခမဲတော်ကြီးကသေသွားတယ်အဲ့ဒါယဟန်တော်လေးကဇာတိရွာရောက်လာတော့ဖေကဒီလိုပဲအသဗျာတရားသူ့အတွက်ပေးထားပြီးသေသွားတယ်ဆိုတော့ယဟန်တော်လေးကစိတ်မကောင်းဖြစ်ပြီးတော့ဦးလေးတွေကကိုင်းအရှင်ဘုရားအဲ့ဒီအသဗျာတရားအရှင်ဘုရားယူဆိုတော့တော်ပြီတဲ့ငါတို့ယဟန်ဘဝငွေကြီးနဲ့မအပ်ဆက်ဘူးတော်ပြီဆိုပြီးတော့ပယ်လိုက်တယ်မယူဘူးဒါပေမဲ့2ရက်3ရက်လောက်နေတော့ငါမယ်ငွေတရားရှိတယ်နော်မယ်စဉ်းစားတာသိလားအဲ့ဒီငွေတရားကိုအမိပြုတ်ပြီးတော့ငါလူဘဝမှာကောင်းကောင်းနေမယ်ဆိုနေလို့ရတယ်နော်ပိသက်ရေဝဲတဲ့ကိုသွားပြီးတော့ခြေတော့ကချရက်နေတာကိုဗျအဲ့ဒါယုံဖို့တော်တော်ခက်သွားပြီဘလောက်ထိဝဲကသူ့ကိုရှုပ်သွားလဲဆိုတော့တော်ပြီတဲ့ငါလူထွက်တော့မယ်တဲ့အံ့ဩစရာကောင်းလိုက်တာစောစောကမရခြင်းလို့ပယ်ထားတာအဲ့ဒါအလိမ်ညာနဲ့ပယ်တာမဟုတ်သွေးရိုးသားရိုးတကယ့်ကိုပဲစိတ်သက်အမှန်ကန်ရှိလို့ပယ်ထားတာဒါပေမဲ့သွားပြီးတော့စိတ်ကလေးကူးမိလိုက်တာနဲ့ဘာလို့တော့မှာတဲ့တော့လူထွက်တော့မှာတဲ့အဲ့ဒါနဲ့လူထွက်မယ်လို့စဉ်းစားတော့ဘေးကယဟန်တော်တွေကသိတော့သူ့ကိုမြတ်စွာဘုရားကြီးခေါ်သွားတယ်ရှင်သားဘာလို့လူထွက်ချင်တော့မှန်လားပါဗျာဘုရားတပည့်တော်အသဗျာတရားရှိတယ်ဗျာအဲ့ဒါအာကိုကလေးနဲ့စိတ်ကူးတွေယဉ်ပြီးတော့မလိမ်မှုတော့အမှန်တိုင်းပြောတာ
အဲ့ဒီလိုဆိုတော့မြတ်စွာဘုရားကိုင်းကွယ်ဒီလိုဆိုလို့ရှိရင်မင်းရဲ့အသဗျာတရားကဘလောက်များလို့လေလူဘဝဆိုတာအင်မတန်ခက်ခဲတယ်ရုန်းကန်ရတာအင်မတန်ခက်ခဲတယ်အဲ့တော့จิตသားဘလောက်လောက်မလောက်ဆိုတာငါပြမယ်ဆိုပြီးတော့မြတ်စွာဘုရားကကရုဏာသိကြည်တာဆိုတော့ကိုင်းမင်းလူထွက်ပြီဆိုကြပါစို့ဒီငွေတရားကိုကိုင်းနွားနှစ်ကောင်ဝယ်လိုက်မယ်ကွာဘလောက်ကုန်ပြီဘုရားကအဲ့ဒါလို့จิตသားတဲ့ကြောက်စိတ်ခဲလေးတွေယူခဲ့တယ်ကြောက်စိတ်ခဲလေးတွေယူလာတော့ကိုင်းနွားနှစ်ကောင်အတွက်ဘလောက်ကြောက်စိတ်ခဲလေးတွေချလိုက်တယ်နော်မင်းအိမ်လျှောက်ဖို့ကဘလောက်ကွာမင်းအရေးရဲ့အကြောင်းရဲ့ကျုံးလာတော့သိမ့်ထားဖို့ကဘလောက်မင်းအရေးနှီးပြုတ်လို့ဖို့ကဘလောက်ကိုင်းမင်းတရားကုန်ပြီတဲ့မရှိတော့အဲ့တော့မှယဟန်တော်ကမျက်လုံးပြူသွားတယ်จิตသားတဲ့ကာမဆိုတာပြည့်စုံတယ်လုံလောက်တယ်လို့ဘယ်သောခါကာလမှမရှိတခုသောဘဝတုန်းကငါဘုရားအလောင်းကြီးဟာလက်ပန်းပေါင်းခတ်လိုက်လို့ရှိရင်အသဗျာမိုးတွေရွာသွားသည်အထိတကိုးကြီးခဲ့တဲ့မန္တာတုဆိုတဲ့စัจ जा မင်းကြီးဖြစ်ခဲ့ဘူးတဲ့အဲ့ဒီမှာမန္တာတုဇက်ကိုဟောတယ်ဟောဒီလူတွေကြားဘူးလိမ့်မယ်လို့ထင်တယ်ကြားဘူးလားဦးဇင်းကိုပြောသေးခြင်းလို့ပြောတယ်လို့ထင်တာပဲမန္တာတုဇက်တဲ့စัจ जा မင်းကြီးအကြောင်းကြားဘူးပါဗျာဟုတ်လားအဲ့ဒီစัจ जा မင်းကြီးကတိတ်တကိုးကြီးတာလက်ပန်းပေါင်းခတ်လိုက်ရင်ယရနာမိုးရွာတယ်လို့ဆိုတယ်အဲ့ဒါသူကနှစ်ကအသင်္ချေရတန်းမှာသူကဖြစ်တာဆိုတော့သူအသက်ကဘလောက်ရှည်သွားတယ်လို့ तू မသိတော့အဲ့ဒီတော့ကာမကိစ္စတွေကတခါလာလဲဓာတခါလာလဲကြည်တခါလာလဲကြတခါလာလဲနန်းစားရိုးလာတော့ကိုင်းကွာအမတ်တင်တဲ့တိုင်ပင်နဲ့လူစည်းစိမ်ကတော့ရိုးပြီအဲ့ဒါနဲ့အရှင်မင်းရတဲ့စัจ जा ယရနာနဲ့စတုမာရိနတ်တွေဆိုတာရှိပါတယ်အဲ့ဒါနဲ့နတ်ပြည်တက်သွားတာနတ်မင်းကြီးလေးပါးကသူတို့စည်းစိမ်ကိုထိုးအပ်တာဗျာအဲ့ဒါလူခန္ဓာကိုယ်နဲ့နတ်စည်းစိမ်ကိုခံစားတယ်လို့ဆိုတယ်ဘုရားလောင်းကြီးကုသိုလ်ကံကသိကြီးတာဟုတ်ကြားလာတော့စတုမာရိနတ်စည်းစိမ်ကိုလည်းပဲမယောင်ရဲနိုင်ဘူးမတင်းနိုင်ဘူးအဲ့ဒါတာဝရိန္ဒာနတ်ပြည်ကိုဆက်ပြီးတော့စัจ जा ယရနာနဲ့သွားတယ်တရားမင်းကြီးကစီးကြိုပြီးတော့တာဝရိန္ဒာနတ်ပြည်တဝက်အပ်တယ်တဝက်ပေးတာနော်အဲ့ဒီအချိန်မှာသားကြီးယရနာကစัจ जा ယရနာစီးပြီးတော့လူပြည်ပြန်သွားတယ်သူ့ကိုထားခဲ့တာအဲ့ဒါတာဝရိန္ဒာနတ်ပြည်မှာတရားမင်းနဲ့သူနဲ့နှစ်ဦးရှယ်ရာတာဝရိန္ဒာနတ်ပြည်ကိုအုပ်ချုပ်တာဟုတ်လားအဲ့ဒါတရားမင်းက3ကလေး6တန်းနှစ်ကအဲ့လောက်ဆိုလို့ရှင်သူကသေတယ်နဲ့တူတယ်နော်အဲ့ဒါတရားမင်းကြီးသေသွားတော့ဘုရားလုံးကမသေဘူးလူတို့ရဲ့တတန်းကနဲ့တည်တဲ့ရှင်းနေတာအံ့ဩစရာကောင်းတယ်အသင်ချေရတန်းမှာဖြစ်တာတရားပေါင်း30နဲ့60တယောက်ပြီးတယောက်သေးသွားတာနှစ်လဲဘလောက်ကြာပြီလို့တွက်လို့မရတော့ဘူးအဲ့ဒါဘုရားလုံးကြီးကမသေးဘူးအဲ့ဒီတာဝရိန္ဒာနတ်ပြည်မှာနေတာအဲ့ဒီတရားမင်းလက်ထက်ရောက်တော့သူ့စိတ်တွေကဖောက်ပြန်လာအားမရနိုင်ဘူးမကျေနပ်နိုင်ဘူးဒီလောက်ခံစားတာဘူးဒီတရားကိုတတ်ပြီးတော့တာဝရိန္ဒာနတ်ပြည်ကိုတပါးတဲ့အုပ်ချုပ်မယ်အဲ့ဒါလိုလဲတရားကိုတတ်မလို့လဲစိတ်ကူးတော့တရားကကုသိုလ်ကံကြောင့်ဖြစ်တဲ့တရားတွေဆိုတော့တတ်လို့မရဘူးအဲ့ဒီယုံညံ့တဲ့စိတ်ကြောင့်အဲ့ဒီဦးဇင်းတို့ဘုရားလောင်းကြီးဟာတာဝရိန္ဒာနတ်ပြည်ကနေပြီးတော့လဲဝါခွန်ကလေးများကြလာတယ်လို့ကြလာတာဗျအဲ့ဒါသူ့သားရဲ့တိုင်းပြည်ကိုရောက်တော့ဥယျာဉ်ထဲမှာသူ့ကိုခင်းပေးတယ်အဲ့ဒီမှာသူမထတော့လျောင်းဆက်ခြင်းဖြင့်လျောင်းဆက်တယ်မကြခင်သူသေတော့မှာအဲ့ဒီမှာသူ့ရဲ့သားတွေမြေးတွေကိုအကုန်ခေါ်ပြီးတော့စကားတခွန်းပြောတယ်ငါသားတို့နောင်လာနောက်သားတွေကိုပြောရစ်ကာမဆိုတာတင်းတိမ်ရောင်ရဲတဲ့သဘောမရှိဘူးဒါလေးကိုပြောရစ်ဆိုပြီးသေသွားတာဘာဇတ်တယ်တော့မန္တာတုဇတ်တယ်မှတ်မိတဲ့လောက်လေးပြောရတာဗျာအသေးစိတ်တော့950ဇတ်တော်နဲ့လှမ်းပြီးတော့ကြည့်ကြဟုတ်လားတကားကြီးများအေးအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီဇတ်ဟောပြီးတော့အဲ့ဒီယဟန်တော်လေးကိုဂါထာနှစ်ပုဒ်ရွတ်ပြီးတော့ဟောတယ်အဲ့ဒီဂါထာနှစ်ပုဒ်ရွတ်ပြီးတော့ဟောတော့အဲ့ဒီယဟန်တော်လေးသောတာပန်ဖြစ်တယ်နာဂဟပနာဝသေနဒိဋ္ဌိကာမေတုဝိဇ္ဇတိအပတာရဒုက္ခကာမဣတိဝိညာယပန္တိတောအပိဒိဗေတုကာမေတုရတိန်သောနာတိကိစ္စတိတနခယရတောဟောတိသမ္မာသမ္ဗုဒ္ဓသာဝကောဒီကထာလေးစဉ်းစားရကောင်းတယ်နည်းနည်းလေးနားဆိုင်ကြည့်နော်တခါကြီးများဘေခဝေပေတလေးပါးจิตသားจิตသမီးတို့ကာမေတုကာမတရားတို့၌ကဟပနဝိသေတုအသဗျာမူရွာသွန်ဖြိုး၍ပေးပါတော်လည်းပဲကာမေတုကာမတို့၌ဒိဋ္ဌိရောင်ရဲတင်းတိမ်နိုင်ခြင်းသည်နဝိဇ္ဇတိမရှိနိုင်ပေ
အသဗျာမူတွေရွာအောင်တော့ကာမဂုဏ်မှာရောင်ရဲတယ်ဆိုတာမရှိဘူးတဲ့ကာမတို့သည်အပ္ပတရာတာယာဘွေယာနေပါလှချေ၏ဒုက္ခဆင်းရဲမှုတွေကသာလျှင်များလှချေ၏ပန္တိတော်ကြောင့်ကျိုးမြင်သည့်ပညာရှိတို့သည်သမ္မာသမ္ဗုဒ္ဓသာဝကောမြတ်စွာဘုရားရဲ့တပည့်သာဝကဖြစ်သောပန္တိတော်ထိုကြောင့်ကျိုးမြင်သည့်ပညာရှိသည်အပိဒိဗ္ဗေတုကာမေတုနတ်၌ဖြစ်သောကာမတို့၌တော်မှလေရတိန်ပျော်မွေ့ဖွယ်ရာကိုနာတိကိစ္စတိမရနိုင်ပေဘုရားရဲ့တပည့်သာဝကဉာဏ်ပညာရှိတဲ့လူဆိုတာကာမတွေဟာတာယာပွဲနေတယ်လို့ဣတိဝိညာယကာမတွေဟာဆင်းရဲတယ်လို့ဆင်းရဲခြင်းရဲ့အကြောင်းတရားတာယာမှုကနည်းနည်းလေးဒုက္ခတွေကများတယ်လို့အဲ့ဒါလို့သိပြီးတော့နတ်၌ဖြစ်သောကာမ၌တော်မှလည်းပဲမြတ်နိုးတဲ့သဘောပျော်မွေ့တဲ့သဘောမရှိဘူးတဲ့သူတော်ကောင်းတွေရဲ့သဘောကနော်ဘယ်မှာပျော်တယ်လဲဆိုတော့တဏ္ဍခယရတောဟောတိအလိုဆန္ဒဆိုတဲ့တဏှာယာကတွေကုန်ခန်းသွားတဲ့သဘောမှာပျော်တယ်တဲ့ဒီတော့တရားဓမ္မတို့ဥစဉ်တို့ရဲ့နားနဲ့တန်ယုံလောက်လေးပြောရရင်တော့ကာမဆိုတာတာယာပွဲနေတယ်ဆင်းရဲဒုက္ခတွေသာများတယ်လို့သိတဲ့ပညာရှိတွေဟာနတ်မှာဖြစ်တဲ့စည်းစိမ်တော်မှလည်းပဲမตาရဘဲနဲ့လူချင်းမမောမှုချုပ်ငြိမ်းခြင်းဆိုတဲ့တဏ္ဍခယနိဗ္ဗာန်ရဲ့သဘောမှာပဲပျော်မွေ့တဲ့သဘောရှိတယ်တဲ့ဒီတော့နိဗ္ဗာန်ဆိုတာလေတရားဓမ္မတို့ဥစဉ်တို့ကရသေးတာမဟုတ်ဘူးလေအဲ့တော့ဘယ်မှာပျော်ရမှာလဲဆိုတော့လောဘနည်းတဲ့သဘောလေးမှာပျော်ရမယ်လောဘနည်းလေဆင်းရဲနည်းလေကိုဗျနိယာမကလောဘကြီးလေဒုက္ခကြီးလေကိုလောဘကိုလျှော့ပြီးတော့ကိုဒုက္ခကိုရော့အောင်လုပ်ဖို့မလိုဘူးလားလောဘနည်းလေဒုက္ခနည်းလေလောဘလျှော့နိုင်လေဒုက္ခရော့သွားလိမ့်မယ်အဲ့ဒါလို့လောဘကိုလျှော့ပြီးတော့ဒုက္ခရော့ခြင်းအစစ်အမှန်မှာဉာဏ်ရှိတယ်ဆိုရင်ပျော်ဖို့ကြိုးစားရမယ်တဲ့ဒါပြောတာနော်အဲ့တော့ကာမဆိုတာတာယာပွဲနေတယ်အပြစ်များတယ်ဒီလိုပညာရှိတွေဟာမြင်ပြီးတော့လောဘနေခြင်းမှာဖြစ်တဲ့ချမ်းသာကိုပျော်မွေ့နိုင်အောင်ကြိုးစားရမယ်အဲ့တော့ကာမဆိုတဲ့ဝဲကနေစကားတွေကထွက်လာတာနော်တကားကြီးများအဲ့တော့ကာမဆိုသောဝဲသည်လွတ်မြောက်ဖို့ယုံထွက်ဖို့ဒီစကွန်းနဲ့သက်ဆင်းမိပြီဆိုရင်ယုံထွက်ဖို့ခက်တယ်ဆိုတဲ့အဓိပ္ပာယ်လေးကိုပဲပေတပေါင်းသူတော်ကောင်းတို့ကောင်းကောင်းသဘောပေါက်စေခြင်းတဲ့ဆန္ဒဟုတ်လားအဲ့တော့ဦးဇင်းတို့ဝဲမြုပ်ဝဲဆုပ်လို့မြုပ်သွားတဲ့တစ်တုံတုံသမုဒ္ဒရာနဲ့ဝေးသလိုကာမဂုဏ်ထဲမှာပြောနေတဲ့လူသားတယောက်လည်းပဲနိဗ္ဗာန်နဲ့ဝေးတယ်လို့နားလည်ဖို့မလိုဘူးလားအေးအတားအဆီးဘယ်နှခုရှိသွားပြီတော့9ခုရှိသွားပြီပြီးတော့မယ်နော်တရားကပြီးတော့မယ်ဟုတ်လားဒီဘက်ဟိုဘက်ရေလဲချက်နဲ့ကျွန်းထက်မတင်လူတွေမဆဲနတ်မဆဲတိဝဲဝဲမမြုပ်ဆွေးမပုတ်တော်သမုတ်ပင်လေရောင်းလိမ့်ဒီပြီးတော့ဆိုပြရမယ်နော်ဒကမာကြီးများအခုဝဲဝဲမမြုပ်ဆွေးမပုတ်တော်ဆိုတာကိုရောက်သွားပြီပဂရိတေတုံကြီးအတင်းကဆွေးပြီးတော့ပုတ်နေပြီဆိုရင်ရေတွေဝင်ပြီးတော့လေးပြီးတော့နစ်မသွားပြီဘူးလားနစ်သွားရင်သမုဒ္ဒရာနဲ့ဝေးပြီဟုတ်လားလူသားတွေလည်းပဲယဟန်တော်တွေလည်းပဲအတွင်းပုတ်တယ်ဆိုတဲ့သဘာဝရှိတယ်တဲ့အဲ့ဒါဘာပြောတာလဲဆိုတော့ကတမောဇဘိက္ခုအန္တောပုတိဘာဝောဘိက္ခုจิตာယဟံအန္တောပုတိဘာဝောအတွင်းမှာပုတ်ရွှေနေတယ်ဆိုတာကကတမောဇဘာပြောတာလဲဆိုရင်ဣရာဘိက္ခုဧကေသောဘိက္ခုจิตာယဣရာဣသာသနာတော်မြတ်၌ဧကေသောအချို့သောယဟန်တို့သည်ဒုတိလောဟောတိပါပဓမ္မောဒုတိလောသီလမရှိသည်သီလမစင်ကြယ်သည်ဒုတိလအဖြစ်သည်ဟောတိဖြစ်၏ပါပဓမ္မောယုံမှသောတရားရှိသည်ဟောတိဖြစ်၏သီလမရှိတဲ့ဒုတိလယုံညံ့တဲ့တရားတွေဖြစ်နေတာယဟန်မဟုတ်ဘဲနဲ့ယဟန်လိုဝန်ခံပြီးတော့မြတ်သောအကျင့်ကိုမကျင့်မဲနဲ့မြတ်သောအကျင့်ကိုကျင့်နေတယ်လို့အဲ့ဒါလို့အတွင်းမှာပုတ်ဆွေးပြီးတော့တန်တရားဖြစ်ဖွယ်ရာအကျင့်တွေရှိနေတာဖုံးဖိထားရတဲ့အခြေအနေမျိုးသဘောပေါက်တယ်နော်အတွင်းကကိုကျင့်တရားတွေဘာဖြစ်လို့ပြောလို့မရဘူးလားသီလရှိသူသည်နိဗ္ဗာန်ကိုကောင်းကောင်းဥတည်နေတယ်သီလမရှိသူသည်နိဗ္ဗာန်နဲ့ဝေးနေတယ်
သဘောပေါက်တယ်နော်အဲ့ဒီတော့သီလရဲ့စွမ်းရည်တတ္တိလေးကိုဦးဇင်းတို့ဏိကုံးကျုပ်လေးလေးနက်နက်လေးပြောချင်ပါသေးတယ်ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအင်္ဂုတ္တပါဠိတော်မှာစေတနာကရဏီယသုတ်တံဆိုပြီးတော့ဟောထားတာတွေရှိသီလနဲ့ပြည့်စုံလို့ရှိရင်တဲ့နှလုံးမသာမယာဖြစ်ခြင်းဆိုတာတွေကင်းဝေးပြီးတော့စိတ်နှလုံးမှာအင်မတန်ကြီးကြီးလင်းလင်းသာသာယာယာချမ်းချမ်းမြေ့မြေ့ဖြစ်လာတယ်ဖြစ်ပါစေလို့ဆုတောင်းเสียရမလို့ငါတော့ဘယ်သူမှဒုက္ခရအောင်မလုပ်ဘူးဘယ်သူမှဒုက္ခရအောင်မပြောဘူးငါအပြောကြောင့်ငါအလုပ်ကြောင့်ဘယ်တရားဝါမှဘယ်သက်ရှိမှဒုက္ခမရောက်ဘူးလို့တွေးကြည့်ရင်ကျင့်တတ်เสียမကောင်းဘူးလားသီလရှိရင်စိတ်နှလုံးမသာမယာဖြစ်တာတွေဝေးသွားတယ်အင်မတန်ကြည်လင်ချမ်းသာလာတယ်အဲ့ဒါလို့စိတ်နှလုံးကသာသာယာယာအေးအေးချမ်းချမ်းဖြစ်လာပြီဆိုလို့ရှိရင်ပီတိဖြစ်ပါစေလို့ဆုတောင်းเสียရမလို့ဘူးပီတိအလိုလိုဖြစ်တယ်တိမ့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 ်နေစိတ်ထဲမှာကျဉ်တ်တဲ့သဘောငွေပေးဝယ်လို့မရဘူးနော်သီလရှိရင်စိတ်နှလုံးမသာမယာဖြစ်တယ်ဆိုတာမရှိတော့ဘဲနဲ့သာသာယာဖြစ်တယ်ဖြစ်လာရင်ပီတိဖြစ်မယ်ပီတိဖြစ်လာလို့ရှိရင်ပတ္တတိကိုယ်နဲ့စိတ်နဲ့အေးချမ်းပါစေလို့ဆုတောင်းเสียရမလို့ဘူးအလိုလိုကိုယ်ရဲ့စိတ်တွေဟာအေးချမ်းခြင်းပတ္တတိဖြစ်တယ်သီလရဲ့အကျိုးပေးတွေကိုပြောနေတာနောက်ဘဝအထိစောင့်เสียရမလို့ဘူးအဋ္ဌံကလေးနဲ့စောင့်ကြည့်၅ပါးသီလကိုနော်ငါဘယ်နေ့ကနေဘယ်နေ့အထိလုံးဝမဖောက်เสียရဘူးမပြတ်เสียရဘူးအဲ့ဒါလို့စောင့်ထိန်ကြည့်ပြီးတော့ပြန်စဉ်းစားသီလနုတ္တိလေးရဲ့စီစဉ်ကိုခံစားကြည့်ပီတိဖြစ်မယ်ပြီးရင်ပတ္တတိဖြစ်မယ်ပတ္တတိဖြစ်လာပြီကိုယ်နဲ့နှုတ်ကိုယ်နဲ့စိတ်တွေအေးချမ်းလာပြီဆိုလို့ရှိရင်ဒုက္ခချမ်းသာပါစေလို့တန်တเสียရမလို့ဘူးဆုတောင်းเสียရမလို့အလိုလိုချမ်းသာတယ်စိတ်ထဲမှာချမ်းသာလာလို့ရှိရင်တည်ငြိမ်ပါစေလို့တမာတိကိုတန်တเสียရမလို့ဘူးစိတ်ချမ်းသာရင်စိတ်ဆိုတာအလိုလိုတည်ငြိမ်လာတာမှန်တယ်ဆင်းရဲရင်လှုပ်ရှားတယ်ချမ်းသာရင်တည်ငြိမ်တယ်စိတ်ချမ်းသာရင်စိတ်ဟာအလိုလိုငြိမ်ကြသွားတာအဲ့ဒီချမ်းသာတဲ့သဘောလေးမှာငြိမ်သွားတာအဲ့ဒီတည်ငြိမ်မှုကိုဘာခေါ်မလဲတမာတိဒုက္ခဖြစ်ရင်တမာတိဖြစ်တယ်နော်တမာတိဖြစ်လို့ရှိရင်ယထာဘူတံဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်ပါစေလို့ဉာဏ်ပညာတွေဖြစ်ပါစေလို့ဆုတောင်းเสียရမလို့ယထာဘူတဉာဏ်အလိုလိုဖြစ်တယ်အားရစရာမကောင်းဘူးလားအေးဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်ပြီးယထာဘူတဉာဏ်ဖြစ်ပြီဆိုလို့ရှိရင်နိဗ္ဗိဒာလောကကြီးကตายစရာမရှိဘူးလို့အလိုလိုသဘောပေါက်တယ်ဘာမှကောင်းတာမရှိဘူးကောင်းတယ်လို့ထင်တယ်ဆိုတာမာယာထဲမှာမျက်စိလဲသွားတာတကယ်စင်စစ်ကအမှန်တရားကဘာမှအကောင်းမရှိဘူးဟုတ်လားအကောင်းမရှိတဲ့သဘောကိုအကောင်းမရှိဘူးလို့သိတာနဲ့တပြိုင်နက်တည်းညင်းငွေတယ်ဆိုတဲ့နိဗ္ဗိဒာဟာဆူတောင်းเสียလို့သလားမလို့ဘူးအလိုလိုဖြစ်တယ်ဘလဝဝိပဿနာပေါ့နော်ယဉ်သောဝိပဿနာဉာဏ်ပေါ့နိဗ္ဗိဒာဉာဏ်ဆိုတာယထာဘူတကတော့နုသောဝိပဿနာဉာဏ်ပေါ့အဲ့ဒါလို့နိဗ္ဗိဒာဉာဏ်ဖြစ်ပြီဆိုလို့ရှိရင်ဝိရာဂမဲ့ဉာဏ်ဖြစ်ပါစေလို့ဆုတောင်းเสียရမလို့ဘူးသစ္စာလေးပါးကိုသိမြင်တဲ့မဲ့ဉာဏ်အလိုလိုဖြစ်မယ်တဲ့အားရစရာမကောင်းဘူးလားမဲ့ဉာဏ်ဖြစ်လို့ရှိရင်ဝိရာဂပြီးရင်ဝိမု ക്തി လွတ်မြောက်ခြင်းဆိုတဲ့ဖို့ဉာဏ်ဖြစ်ပါစေလို့ဆုတောင်းเสียရမလို့ဘူးဝိမု ക്തി ဆိုတဲ့ဖို့ဉာဏ်ဖြစ်မယ်ဖို့ဉာဏ်ဖြစ်ပြီးရင်ပိဿဝခဏဉာဏ်မဲ့ဉာဏ်ဖို့ဉာဏ်နိဗ္ဗာန်တို့ကိုပြန်လဲဆင်ခြင်တဲ့ပယ်ပြီးသားကိလေသာတွေကိုပြန်လဲဆင်ခြင်တဲ့ပိဿဝခဏဉာဏ်ဖြစ်ပါစေလို့ဆုတောင်းเสียရလို့ပိဿဝခဏဉာဏ်အလိုလိုဖြစ်တယ်ပိဋကရဲ့သီလကနေဆက်ပြီးတော့ဦးဇင်းတို့ဟိုပင်နိယံဘိန်းလေးတွေဆက်ထားတဲ့ဆက်တလုံးလို့ဒီပင်နိယံဘိန်းလေးလေတော့ဟိုဘိန်းလေးလဲဟိုဘိန်းလေးလဲပြီးတော့သဘောပေါက်လားအဲ့ဒါလိုပဲသီလကိုသာပထမဥစွာလဲပတ်အောင်လုပ်ဖို့မလိုဘူးလားသီလကောင်းကောင်းလဲပတ်သွားပြီဆိုရင်နောက်ခွန်းဆက်တွေကအလိုလိုလဲပတ်ပြီးတော့နောက်ဆုံးဘယ်ထိရောက်လာမလဲမဲ့ဉဏ်ဖို့ဉဏ်ပိဿဝခဏဉဏ်အဲ့ဒီထိတောင်ရောက်သွားတယ်တဲ့သီလပြည့်စုံတယ်ဆိုရင်နိဗ္ဗာန်ရတယ်အတွင်းမပုတ်သောတစ်တုံးသည်သမုဒ္ဒရာကိုရောက်မယ်ဆန့်ကျင်ဘက်အတွင်းပုတ်သွားမယ်ဆိုရင်တော့သမုဒ္ဒရာနဲ့ဝေးတယ်ဟုတ်လားသီလပြည့်စည်တော့နောင်တတွေနဲ့ပူပန်ပြီးတော့စိတ်ပြည့်เสียကြီးဟုတ်လားဒါကြောင့်သီလတွေပြည့်စည်ခဲ့ဘူးတယ်ဆိုရင်လည်းပဲပုထုဇဉ်ဘဝအမှားမကင်းဘူးလို့စဉ်းစားပြီးတော့နောင်တမျိုးမဖြစ်စေရဘူးလို့တန်ဋိဌာန်ချပြီးတော့တိတတ်တဲ့အချိန်ကစပြီးတော့တက်နိုင်သမျှလုံခြုံအောင်စောင့်စည်းမယ်အဲ့ဒီကြားထဲကမတော်လို့ကျူးလွန်သွားတယ်ဆိုရင်လည်းပဲထပ်မံဆောက်တည်ပြီးတော့ကြိုးစားရမှာပဲသီလကတော့အရိယာဖြစ်မှပြည့်ပြည့်စုံစင်ကြယ်တာကိုဗျဟုတ်လားအဲ့ဒါလို့လွန်ကျူးလိုက်ထပ်ကြိုးစားလိုက်လွန်ကျူးလိုက်ထပ်ကြိုးစားလိုက်နဲ့
ဒီလိုသွားပြီးတော့နောက်ဆုံးမိမိတို့ဉာဏ်ပညာတွေထက်မြက်လာပြီဆိုတဖြည်းဖြည်းနဲ့လွန်ကျူးမှုတွေနည်းနေပြီးတော့သီလပြည့်စုံတဲ့အဖြစ်ကိုမရောက်နိုင်ဘူးလားအဲ့ဒီသီလပြည့်စုံရင်လည်းတတိပဋ္ဌာန်ကိုပွားရတယ်မဲ့ခင်ကိုပွားရတယ်နောက်ဆုံးစိတ်ချရတဲ့သီလဆိုတာကသောတာပန်ဖြစ်မှစိတ်ချရတဲ့သီလဆိုတာခိုင်မြဲတာပုထုဇဉ်ဘဝမှာလွန်ကျူးเสียရတွေ့ရင်တနည်းအားဖြင့်လွန်ကျူးလောက်တာတွေ့ရင်လွန်ကျူးအောင်မှာပဲအခုမလွန်ကျူးသေးဘူးဆိုတာကမလွန်ကျူးလောက်သေးလို့ဟုတ်လားဟာသိန်း100ကိုမခိုးသေးဘူးဟိဆိုသိန်း1000တွေ့ရင်ခိုးခြင်းခိုးမှာပေါ့ခိုးလောက်ရင်ခိုးခြင်းခိုးမှာပေါ့ဟုတ်လားဒါပြောတာနော်ဒါကြောင့်သီလဆိုတာကတော့အရိယာဖြစ်မှပြည့်စုံတာသို့တော့ပုထုဇဉ်ဘဝမှာကြိုးစားဖြစ်ပြီးတော့ဘာဝနာတရားတွေနဲ့တွဲပြီးတော့ပွားများပြီးတော့သွားမှသာလင်တစ်ချိန်ချိန်မှာသီလသည်ပြည့်စုံပြီးတော့တကယ်တန်ရှင်းတဲ့အဖြစ်ကိုရောက်သွားမှာဟုတ်လားအေးဒါကြောင့်အတွင်းပုတ်တယ်ဆိုတာဘာပြောတာလဲသီလပျက်စီးတာကိုပြောတာနော်အဲ့တော့အန္တရာယ်ဘယ်နှချက်ပြီးသွားပြီတော့8ချက်ပြီးသွားပြီအတန်ချက်ဆက်ကလည်းကောင်းတယ်ပေးသက်တို့ကလည်းစိတ်ဝင်စားတယ်ဒါကြောင့်ဦးဇင်းတို့တစ်ခါမှမဟုတ်ဘူးတဲ့အချိန်မျိုးတောင်ရောက်သွားပြီတဏှာကြီးခွဲပြီးသွားပြီတဏှာကြီးနဲ့35မိနစ်ရှိသွားပြီညောင်းကြပြီလားအေးအတားအဆီး8ခုကုန်သွားပြီနော်အေးနိဗ္ဗာန်ခရီးနဲ့အတားအဆီးများလို့ဦးဇင်းတို့ခေါင်းစဉ်တက်ခဲ့တာနော်အေးအဲ့ဒီလိုအတားအဆီး8ချက်ကိုမြတ်စွာဘုရားဖြေလိုက်တော့အဲ့ဒီယဟန်တော်တွေရဲ့အစွန်မှာတရားနာတွေနဲ့နန္ဒဆိုတဲ့နွားကြောင်သားရှိတရားပြီးတော့မယ်နော်အဲ့ဒီနန္ဒဆိုတဲ့နွားကြောင်သားကမြတ်စွာဘုရားရှိကိုရောက်လာပြီးတော့လက်အုပ်ချီပြီးတော့အရှင်ဘုရားဘုရားတပည့်တော်ကြီးဒီဘက်ကန်းကိုလည်းကတ်လိမ့်မည်မဟုတ်ဟိုဘက်ကန်းကိုလည်းကတ်လိမ့်မည်မဟုတ်ရေလေမှာလည်းနေလိမ့်မည်မဟုတ်ပါဘုရားတောင်ပေါ်မှာလည်းတင်မှာမဟုတ်ပါဘူးဘုရားလူလဲဆယ်မှာနတ်လဲဆယ်မှာမဟုတ်ပါဘူးဘုရားဝဲလဲဆုပ်လိမ့်မည်မဟုတ်အတွင်းလဲပုတ်လိမ့်မည်မဟုတ်ပါဘူးဘုရားဒါကြောင့်ဘုရားတပည့်တော်ကိုရှင်အဖြစ်ရဟန်းဖြစ်ပေးပါနွားကြောင်သားအဲ့ဒီမှာမြတ်စွာဘုရားကจิตသားနန္ဒာသင်ရဲ့နွားတွေကိုပိုင်ရှင်သည်သွားအပ်လိုက်အောင်ဘုရားသိစိတ်ပြီးတော့စိတ်ကထက်သန်နေတာဆိုတော့မြတ်စွာဘုရားတဲ့နွားပေါက်စားလေးတွေကနမကြီးတွေရှိနေတော့နမကြီးတွေကသူ့လန်းသူပြန်ပြီးတော့သူပြန်သွားပါလိမ့်မယ်ဖေရဘာတော့မအပ်ချင်တော့သွားအပ်လိုက်ပါအောင်ဆိုတော့မှသွားအပ်တယ်ပြီးတော့မှမြတ်စွာဘုရားတွေရောက်လာတော့မြတ်စွာဘုရားကသူ့ကိုရှင်အဖြစ်ယဟန်အဖြစ်ကိုပြုပေးအဲ့ဒီမှာတရားနှလုံးကျင့်သုံးလို့နန္ဒသည်အာသဝကုန်ခန့်တဲ့ယဟန္တာတစ်ပါးဖြစ်တယ်အဲ့ဒီလိုပြောပြီးတော့ဦးဇင်းတို့ဓာရုခန္ဓောပမသုတ်တံဟာဏီကုံချုပ်တယ်ဒီတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ခုပြောသွားတယ်နိဗ္ဗာန်ခရီးနဲ့အတားအဆီးများနိဗ္ဗာန်ခရီးဆိုတာနိဗ္ဗာန်လမ်းဆိုတာဘာလဲဆိုတော့သမ္မာဒိဋ္ဌိအဲ့ဒါကိုလည်းဦးဇင်းတို့ရှင်းပြခဲ့ပြီနော်မမြဲတာကိုမမြဲဘူးလို့သိရင်သမ္မာဒိဋ္ဌိအဲ့ဒီသမ္မာဒိဋ္ဌိသည်ခင်္ဃာမြစ်ကြီးတစ်ဖွဲခင်္ဃာမြစ်သည်သမုဒ္ဒရာကိုစီးဆင်းနေတယ်လို့သမ္မာဒိဋ္ဌိသည်နိဗ္ဗာန်ကိုဥတည်နေတယ်ခင်္ဃာမြစ်ပေါ်မှာရှိသောတစ်တုံးသည်သမုဒ္ဒရာကိုတစ်ချိန်ချိန်မှာရောက်လိမ့်မယ်သမ္မာဒိဋ္ဌိဒီဟုသောခင်္ဃာမြစ်ပေါ်မှာတရားဓမ္မတို့ဦးဇင်းတို့တွေပွားများသောအဖြစ်ရှိနေမယ်ဆိုရင်နိဗ္ဗာန်ကိုတစ်ချိန်ချိန်မှာရောက်လိမ့်မယ်သို့တော့အတားအဆီး၈ချက်ကိုတော့လွန်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့တစ်ခေါက်ဆိုပြမယ်အတားအဆီးကိုပြီးရင်ပိဋကတ်တို့နဲ့အတူတူဆိုမယ်နော်ဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်လူတွေမဆဲနတ်မဆဲဒီဝဲဝဲမမြုပ်ဆွေးမပုတ်တော်သမုတ်ပင်လေရောက်လိမ့်ဒီဟုတ်လားကဲအတူတူဆိုကြည့်အောင်ဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်လူတွေမဆဲနတ်မဆဲဒီဝဲဝဲမမြုပ်ဆွေးမပုတ်တော်သမုတ်ပင်လေရောက်လိမ့်ဒီနောက်ကဓမ္မကြီးတွေရပြီလားရပြီလားတစ်ခေါက်ပြန်ဆိုမယ်ပြီးရင်သာဓုခေါ်ပေါ့ဟုတ်လားဒီဘက်ဟိုဘက်ရေလေချက်နဲ့ကျွန်းထက်မတင်လူတွေမဆဲနတ်မဆဲဒီဝဲဝဲမမြုပ်ဆွေးမပုတ်တော်သမုတ်ပင်လေရောက်လိမ့်ဒီဦးဇင်းတို့ဓာရုခန္ဓောပမသုတ်တံတဲ့
နိဗ္ဗာန်ခရီးနဲ့အတားအဆီးများဆိုတဲ့တရားကို9မိနစ်ခန့်မြတရားအားထုတ်ပြီးတော့မေတ္တာပို့ပြီးတော့ဦးဇင်းတို့အဆုံးသတ်ရအောင်နော်အားလုံးဒကာကြီးတွေကတင်မလီခွေထိုင်ဒကမာကြီးတွေကကျုံကျုံထိုင်မိမိတို့အားထုတ်နေကြနည်းရှိတယ်ဆိုရင်လည်းမိမိတို့ကြိုက်တဲ့နည်းနဲ့အားထုတ်နိုင်ပါတယ်ဦးဇင်းတို့တိုက်တွန်းတာကိုကြိုးစားကြည့်မယ်ဆိုရင်လည်းကြိုးစားကြည့်လို့ရပါတယ်ကောင်းလေးတွေတည်တဲ့ထားမျက်လွှာလေးတွေချထားကိုမိုးရေအဲ့ဒီဒကမာကြီးတွေဒကာကြီးတွေရိုက်ပေါ့နော်အားလုံးမိမိတို့ရဲ့စိတ်ကိုနှာသီးပြားကိုအာယုံပြုပါဝင်လေလေးဝင်နေတာရှိပါတယ်ထွက်လေလေးထွက်နေတာရှိပါတယ်ဝင်လေလေးဝင်သွားတိုင်းနှာသီးပြားတဏှာရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ဝင်သွားပါလိမ့်မယ်ထွက်လေလေးထွက်တိုင်းလည်းနှာသီးပြားတဏှာရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ထွက်သွားပါလိမ့်မယ်အဲ့ဒီထိတဲ့သဘောကိုသိနေအောင်ကြိုးစားပါဝင်လေဝင်တိုင်းထိတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထိတိုင်းသိအောင်ကြိုးစားပါထိတာလေးကိုသိနေခြင်းသည်အင်မတန်မြင့်မြတ်စင်ကြယ်သောအင်မတန်တန်ဖိုးရှိသောစိတ်ဓာတ်အခြေအနေလေးဖြစ်နေတာအတန်လေးကြားလို့စိတ်တွေပြန့်လွင့်လို့စိတ်မပြတ်ပါနဲ့ရသလောက်လေးကြိုးစားမယ်ထိတာကိုသိတဲ့အချိန်လေးတွေတူတောင်းပေမလို့စိတ်ဟာလည်းဖြစ်တဲ့အတွင်းမှာကြိတ်သိန်းလောက်ဖြစ်ပြီးချုပ်တယ်လို့ကြားဖို့ပါတယ်ကုသိုလ်စိတ်တွေအများကြီးဖြစ်သွားတာဒါကြောင့်ဝင်လေဝင်တိုင်းထိတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထိတိုင်းသိအောင်ကြိုးစားပါထိတိုင်းနေတဲ့အချိန်မှာလောဘဒေါသမောဟတရားတွေဖြစ်ခွင့်မရလို့မဖြစ်ပါဘူးလောဘဒေါသမောဟဆိုတဲ့ယုံညံ့မှုတွေမရှိလို့ထိတာကိုသိနေတဲ့အချိန်ကိုမြင့်မြတ်တယ်လို့ဆိုရပါတယ်လောဘဒေါသမောဟတွေမရှိလို့ယုံညံ့မှုတွေကင်းနေလို့မြင့်မြတ်တယ်လို့ဆိုရပါတယ်ဘုရားယန္တာရိယာသူတော်ကောင်းကြီးများမြတ်နိုးသောတန်ဖိုးထားသောအလုပ်ကိုလုပ်နေတာဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိကြိုးစားပါပညာရှိသောယောက်ျားမြတ်တို့သည်သာအားထုတ်နိုင်သောအလုပ်လို့မြတ်စွာဘုရားချီးမွမ်းတော်မူတဲ့အလုပ်ပါအာနာပါနကမ္မထံကိုရှိပြန်နေတာအာနာပါနဘာဝနာကိုအားထုတ်ရင်တတိပဋ္ဌာန်တရား၄ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်တတိပဋ္ဌာန်တရား၄ပါးကိုပွားများရင်ဘောဇဉ်9ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်ဘောဇဉ်9ပါးပွားများရင်ဝိဇ္ဇာဝိမု ക്തി လို့ဆိုရတဲ့မဉ္ဇဉ်ဘုံဉဏ်တို့ဖြင့်ပြည့်စုံနိုင်တယ်လို့မြတ်စွာဘုရားဟောပါတယ်ဒါကြောင့်အင်မတန်တန်ဖိုးကြီးသောမဉ္ဇဉ်ဘုံဉဏ်တို့ရရှိနိုင်သောအင်မတန်ထူးမြတ်တဲ့အလုပ်ကိုလုပ်နေတာဝင်လေဝင်တိုင်းထိတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထိတိုင်းသိအောင်ကြိုးစားပါအချိန်တွေကတော့ဒီလိုကုန်သွားတာပါသိရတာနဲ့မသိရတာပဲဒါပဲကွာသွားတာသိလိုက်ရတာနဲ့မသိလိုက်ရတာပဲကွာတယ်ဝင်လေလေးဝင်တော့ထိဆိုထိတဲ့သဘောလေးတွေဆင်ဆက်မပြတ်ဖြစ်ပေါ်သွားတယ်အဲ့ဒီထိတဲ့သဘောလေးတွေကိုအသေးစိတ်စစ်စစ်ဆက်ဆက်သိအောင်ကြိုးစားပါထွက်လေလေးထွက်တော့လည်းပဲထိတဲ့သဘောလေးတွေကထိဆိုပြီးတော့ဆင်ဆက်မပြတ်ဖြစ်ပေါ်သွားတာအဲ့ဒီဆင်ဆက်မပြတ်ဖြစ်ပေါ်သွားတဲ့ထိမှုသဘောလေးတွေကိုသိအောင်ကြိုးစားပါဝင်လေဝင်တိုင်းထိတိုင်းသိထွ
ထွက်လေထွက်တိုင်းထီတိုင်းသိအားဆိုင်ပြီးတော့လှုပ်ပြီးတော့အသက်မရှူပါနဲ့ပုံမှန်တိုင်းလေးငါတာဝန်ကထိတာကိုသိဖို့ပဲလို့စိတ်ကူးပြီးတော့ထီတိုင်းသိအောင်ကြိုးစားပါဣတိကသုံးပုံကိုအနှစ်ချုပ်ရင်ဗောဓိပက္ခိယ139ပါးရတယ်လို့ဆိုပါတယ်ဗောဓိပက္ခိယ139ပါးကိုအနှစ်ချုပ်ရင်မဂ်ခင်8ပါးရတယ်လို့ဆိုပါတယ်မဂ်ခင်8ပါးကိုအနှစ်ချုပ်ရင်သီလသမာဓိပညာသိက္ခာ3ပါးရတယ်လို့ဆိုပါတယ်သိက္ခာ3ပါးကိုအနှစ်ချုပ်ရင်အပမာဒဆိုတဲ့တတိတရားတစ်ခုရတယ်လို့ဆိုပါတယ်ထိတာကိုသိနေရင်အပမာဒတွေဖြစ်နေတာထိတာကိုသိနေတဲ့အချိန်မှာအမှန်တိုင်းသိနေတဲ့အတွက်ကြောင့်တမာဒိဋ္ဌိဖြစ်နေတာတမာဒိဋ္ဌိဖြစ်နေရင်အန္တရာယ်ရှိချက်ကလွတ်နေတာထိတာကိုသိနေတဲ့ခိုက်တမှာယခုနကပြောခဲ့တဲ့အန္တရာယ်8ပါးမှာလွတ်နေတယ်နိဗ္ဗာန်ကိုရောက်တဲ့လမ်းကိုကောင်းကောင်းလျှောက်လန်းနေတာထိတာကိုသိနေတဲ့အချိန်မှာကာယကံတောင်းကြမှုဝစီကံတောင်းကြမှုမရှိလို့သီလသိက္ခာနဲ့ပြည့်စုံတယ်လို့ဆိုရပါတယ်ထိတာကိုသိနေတဲ့အချိန်မှာမနောကံတောင်းကြမှုမရှိလို့သမာဓိသိက္ခာနဲ့ပြည့်စုံတယ်လို့ဆိုရပါတယ်ထိတာကိုသိနေတဲ့အချိန်မှာအမှန်တိုင်းသိနေတဲ့အတွက်ကြောင့်ပညာသိက္ခာနဲ့လည်းပြည့်စုံနေတယ်လို့ဆိုရပါတယ်ဒါကြောင့်သီလသမာဓိပညာသိက္ခာ3ရဲ့အကျင့်မြတ်ကိုတစ်ချိန်နဲ့တစ်ပြိုင်နက်တည်းပါအောင်ကျင့်သုံးနေတာဝင်လေဝင်တိုင်းထီတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတိုင်းသိအောင်ကြိုးစားပါမြတ်စွာဘုရားကိုစွမ်းရည်ဉာဏ်ပန်းစီမီတို့ဖြင့်ပူဇော်တာထက်မြတ်သောအကျင့်ကိုကျင့်သုံးသောအဖြစ်မြတ်စွာဘုရားကိုအကောင်းဆုံးအမြတ်ဆုံးပူဇော်ရာရောက်တဲ့ပူဇော်ခြင်းမျိုးအင်မတန်ကြည်ကျယ်မြင့်မြတ်တဲ့သူတော်ကောင်းတရားကိုကျင့်သုံးနေတာအားလုံးမြင့်မြတ်စင်ကြယ်တဲ့အလုပ်ကိုလုပ်နေတာဝင်လေဝင်တိုင်းထီတိုင်းသိအောင်ကြိုးစားထွက်လေထွက်တိုင်းထီတိုင်းသိအောင်ကြိုးစားပါဦးဇင်းတို့10မိနစ်နီးပါးရှိပါပြီပေတပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအမြတ်ဆုံးသောပူဇော်ခြင်းဖြင့်ပူဇော်ရပြီလို့အားလုံးဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ကြပါစေဦးဇင်းတို့မေတ္တာပို့ပြီးတော့တို့တဲစုမကပွင့်တော်မူကြတဲ့ဆွေစုတို့တာပါဘုရားရှင်ကိုရောမြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းတဘာဓမ္မနုဘာဝိနာမေလီရန်ဘူလိရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေရန်သောတရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းတဘာတံဃာနုဘာဝိနာမေကတံလေးရောက်ဖလတံလေးရောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နှင့်တကွသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူရတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း